ဝနေဝင်ချိန်ကောင်းစီဖို့အမိယတိတရားဒီနေ့ညဟောကြားမဲ့တရားကဦးဇင်းများတရားနာပရိသတ်များဓမ္မအတိညာအားနည်းကြတဲ့ပုဂ္ဂိုလ်ဒီမကြားခြင်းနဲ့တရားမနာခြင်းနဲ့တရားပဲဘာနဲ့ဆက်ဆက်ပြီးတော့ဟောရမှာတော့ဆိုရင်ဦးဇင်းတို့တရားနာပြီးတတ်ရင်လူတကာတွေကြောက်ရွံ့ပြီးတော့နေကြတယ်သေခြင်းတရားဘာတရားတော့လူတွေသေရမှာတိတ်ပြီးတော့ကြောက်ရွံ့ညဘလောက်တောင်ကြောက်ရွံ့ညတော့ဆိုလို့ရှိရင်သေစကားကြားကိုမကြားခြင်းညတကယ်လို့မြန်သေစကားများလာပြီးတော့ပြောမယ်ဆိုရင်မင်းဟာကလည်းကွာနမိတ်မရှိနမာမရှိမင်္ဂလာမရှိတဲ့စကားမပြောစမ်းပါနဲ့ဆိုပြီးတော့ဒီလိုနားပိတ်ကြအဲ့တော့ဦးဇင်းတို့တရားနာပြီးတတ်ရေးသေစကားဟာမင်္ဂလာမရှိတဲ့စကားမဟုတ်ဘူးသေစကားကိုအကြောင်းပြုပြီးတော့မိမိတို့မှာမရဏလုတ်တတိကမ္မထံနေဘာတွေမြန်ဖြစ်မယ်။အော်ငါလည်းပဲဒီလမ်းသွားရမှာပါလားဆိုပြီးတော့ဒီလိုတတိလေးမြန်ရမယ်ဆိုရင်ကုသိုလ်မရဘူးလား။ရတယ်နော်။ကုသိုလ်ရတယ်ဆိုရင်ဦးဇင်းတို့တရားနာပြီးတတ်ရင်မင်္ဂလာရှိတဲ့စကားလားမင်္ဂလာမရှိတဲ့စကားလား။မင်္ဂလာရှိတဲ့စကားမိမိတို့တွေသေရမှာဘလောက်ကြီးပဲကြောက်လောကကြီးမှာဇာတိနဲ့စလာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မရဏဆိုတာရှောင်လို့လွှဲလို့ရပါမလားမရနိုင်ဘူးအဲ့ဒီတော့ကဦးဇင်းတို့တရားနာပြီးတတ်များရှောင်လို့လွှဲလို့မရတဲ့ဒီတဘာဝဓမ္မအဲ့ဒီအချိန်ကြရင်ဘလို့အနေအထားမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်လေအဲ့ဒီအနေအထားနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဘလို့ဘဝကူးကောင်းအောင်ပြုပြင်ကြရမလဲဆိုတာတို့ဒီနေ့ညဟောကြားကြရအောင်နာကြားကြရအောင်ဘဝနေဝင်ချိန်ကောင်းစေဖို့အမိယတိတရား၎င်းတရားဒေသနာတော်ကိုမဟောကြားကြသည်မိမနာကြားကြသည်မိတရားအလုံးတို့ကိုပိုင်ဆိုးတော်မူသောမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကိုရိုသေစွာရှိခိုးဥချ၍ဦးဇင်းတို့တရားပွဲဖွင့်လှစ်လိုက်ကြရအောင်ဘုံတော်ဘောဓာယတိတိတိတံတော်ယောဓမ္မထာယသာသမထာယတံတော်ဓမ္မံဒိနောဝါတရဏာယသာနေဗုဒ္ဓနိဗ္ဗာနထာယတံလောကတရဏနမိယောဗုဒ္ဓသဗ္ဗညောဗုဒ္ဓအမိယသည်လောကတို့တင်တို့တွေကိုယ်ွယ်နေရတဲ့အခြင်းဖယားရှင်ကိုယ်တော်မြတ်ကြီးသည်ဗုဒ္ဓဝါသေစာလေးပါးမြတ်တရားကိုပြာတာတင်နှင့်ကိုတော်တိုင်းသိမြင်တော်မူပြီးသည်ဖြစ်၍သာလည်းယင်ဘောဓာယသာပြမနလူသုံးပုံသူတို့ကိုရုမယင်သိပါစေခြင်းကြုံငါလည်းပဲဓမ္မံတေတိသစ္စာလေးပါးမြတ်တရားကိုသနာညာတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝါကိုယ်နှောင်းနှလုံးသုံးပါးပိုင်ပိုင်ကိုတော်တိုင်းယဉ်ကျေးတော်မူပြီးသည်ဖြစ်ပေသာလည်းယင်ဓမ္မထာယသာပြမနလူသုံးပုံသူတို့ကိုယ်ရုမယင်ယဉ်ကျေးပါစေခြင်းကြိုးငါလည်းပဲဓမ္မံတေတိသစ္စာလေးပါးမြတ်တရားကိုသနာညာတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝါကိလေသာဟုအပုခသိမ့်ကိုတော်တိုင်းအိမ်ငိမ့်တော်မူပြီးသည်ဖြစ်၍သာလည်းယင်သမထာယသာပြမနလူသုံးပုံသူတို့ကိုတုမယင်ကိလေသာပူအိမ်ငိမ့်ပါစေခြင်းကြိုးငါလည်းပဲဓမ္မံတေတိသစ္စာလေးပါးမြတ်တရားကိုသနာညာတာဟောကြားတော်မူခဲ့ပါပြီတိန်နောဝါဩဃာလီကံကရကြံကို
တဲလမ်းတော့ကြောက်ကိုတော်တိုင်းကူးမြောက်တော်မူပြီးသည်ဖြစ်၍သာလျင်တရဏယာစာပြမနတ်လူသုံးပုံသူတို့ကိုရုမယင်ကူးမြောက်ပါစေခြင်းကြိုးငါလည်းပဲဓမ္မန္တိတေတိသစ္စာလေးပါးမြတ်တရားကိုတဏညာတာဟောကြားတော်မူခဲ့ပါပြီနေဗုဒ္ဓဝါကိလေသာပရိနိဗ္ဗာန်ကိုတော်တိုင်းဝင်ဆံတော်မူပြီးသည်ဖြစ်၍သာလျင်နိဗ္ဗာန်ယာစာပြမနတ်လူသုံးပုံသူတို့ကိုရုမယင်ကိလေသာပရိနိဗ္ဗာန်ဝင်ဆံပါစေခြင်းကြိုးငါလည်းပဲဓမ္မန္တိတေတိသစ္စာလေးပါးမြတ်တရားကိုတဏညာတာဟောကြားတော်မူခဲ့ပါပြီလောကတရဏံကာမရူပအရူပဟုဘဝသုံးပါးအာတာကြီးညိုမိကိုရာစေဖြစ်တော်မူသောတံဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမိယသည်လောကတော်တင်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနမေနမမာကိုနှုံနှလုံးသုံးပါပြောင်းရော့မှန်ကိုလျော့၍ကဲတော့ရောကျရှေခောဥညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားဘဝနေဝင်ခြင်းကောင်းစီဖို့အမိရတဲ့တရားဒီတရားကိုဟောကြားကြမယ်ဆိုတော့ဦးဇင်းတို့ဘာကနေစပြီးတော့ပြောကြားခြင်းတုံးဆိုလို့ရှိရင်ဘဝအကျိုးပေးစဉ်အနေအားဖြင့်ကွဲပြားပြီးတော့နေတဲ့ကံလေးမျိုးကိုအရင်ပြောကြားခြင်း ਨੇ အဲ့ဒီကံလေးမျိုးဆိုတာကိုအဘိဓမ္မထသိညိုကျမ်းမှာဘလို့ရေးထားလို့ဆိုလို့ရှိရင်ကရုကံအာသနာအာစိဏကတတကံမင်စေတိပါကဒါနပရိယာယေနာကရုကံအလွန်တရာကြီးလေသောကရုကကံ၎င်းအာသနံကွယ်လွန်ကားဤအချိန်အခါကာလသမယ၌ပြုအပ်အောင်မရသောအာသနာကံ၎င်းအာစိဏမြဲမပြတ်လေးကျသောအာစိဏကံ၎င်းကတတကံမင်းစပြုအပ်ပြီးသောကတတကံမျိုးစား၎င်းဣတိဤသို့လည်းယင်ပါကဒါနာပရိယာယေနာအကျိုးပေးစဉ်ရစွမ်းအပြင်ကမ္မာနိကံတို့သည်သတ္တာရိ၄ပါးတို့ပါပေတိဣတိဤသို့လည်းယင်အာစရိယာဗုဒ္ဓမတင်ညူအထာဂရဆရာတိကဆရာကြီးတို့သည်ဝတ္တန္တိကောင်းစွာမသွေမိန့်ဆိုခဲ့ကြပါပေကုန်တော့တတိဦးဇင်းတို့တရားနာပိဋကများဒီဘဝကနေပြီးတော့ကွယ်လွန်ပြီးတော့ဟိုဘက်ဘဝရောက်ကြမယ်ဆိုလို့ရှိရင်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီဘဝအချိန်ကုန်လွန်သွားလို့ဟိုဘက်ဘဝကိုခြေလှမ်းလှမ်းညတော့မယ်ဆိုလို့ရှိရင်အကျိုးပေးနိုင်တဲ့ကံရှုထောင့်ကနေကြည့်မယ်ဆိုရင်ကံ၄မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိတာတော့ကံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်ရှုထောင့်ကနေပြီးတော့ဘယ်နှမျိုးရှိသလဲဒီပြင်ဘာညာညာရှုထောင့်ကနေပြီးတော့ကြည့်မယ်ဆိုရင်ဘယ်နှမျိုးရှိသလဲဆိုတာဒါမျိုးကတော့စာပေမှာခွဲခြားမှုရှိဦးဇင်းတို့ဒီနေ့ပြောကြားချင်တာကတော့ဘာပြောကြားချင်တာတုံးဆိုရင်အဲ့ဒီလိုအမျိုးမျိုးကွဲပြားတဲ့ကံတွေကပါကဒါနပရိယာယာလို့ခေါ်ရတဲ့အကျိုးပေးစဉ်ဤအစွမ်းအားဖြင့်ကွဲပြားတဲ့ကံ၄မျိုးအဲ့ဒီကံ၄မျိုးဆိုတာကဦးဇင်းတို့တရားနာပိဋကရေနံပါတ်1ဂရုကကံနံပါတ်2အာသနာကံနံပါတ်3အာစိဏကံနံပါတ်4ကတတ္တာကံနဲ့စုစုပေါင်းဘယ်နှမျိုးတော့ဂ
Garuka can Suraga, Baluka Mudon Soy, Uzindo Diana Bida, alone they are Gilirek. Agudo mia peka piome solution o ami tate api tate yahanda tate Phaya Shin ko tuwe sian ti aung lop de tanga thin khwe de kan lo so ya de pinsa nandariya kan myo po alon taya ji le de ku sa lo ma ya nai Ku do ye ya peka piome so yin uzin do taya na pi tat ye Mahakho kudo kan ni Akudo beka solution pinsa nandariya kan myo kudo beka solution mahakho kan myo dilo kan myo ko garuka kan lo khaw pare alon taya ji le de kan Boko tu tayaw ma uzin do taya na pi tat ye edi lo garuka kan myo myan shi pi do ne bi so yin Achakan nega ne biro dutiya bawa ma lu phit pho nat phit pho tarisan phit pho pitta phit pho ajo ma pe nai ma bu de edi garuka kan nega win pi do ajo pe pa de Upama so ja ba so lu tayaw Pinsa nandariya kan nega ne pi do Mi kin ko tat mi tha de pha kin ko tat mi tha de sa ti a phin edi lo pinsa nandariya kan myan shi ke me so lo chin tu ko Achaku kan agudo kan ni ka Ta si pi do win yaw pi do ajo ma pe nai ma bu de khona ga ame tat mi de kan aphe tat mi de kan sa do pinsa nandariya kan nga be ajo pe ba de Ku do be ka pyo me so lo shin le be mahakho lo khwa ya de zan taya de Edi taya de myan shi ni me so lo shin dutiya bwa ma Achaku do kan agudo kan ni ka ajo ma pe ba bu de edi zan taya de ka ni pi de do pyan ma bong ko po pe ba de So jin na ga do uzin do taya na pi tat ye pokko tu tayaw ma alon taya ji ma de pinsa nandariya kan lo khwa ya de agudo kan myan shi pi do ne bi so lo shi yin edi pokko myo ko Achaku kan agudo kan ni ka ta si pi do Ngaye ma ja ya aung ma tat nai mu de edi kan nga be dutiya bwa ma Ngaye ma ajo pe ma Upama so ja ba so uzin do taya na pi tat mya Aza tat min ja bu ja de mo la Ja bu ja de no Aphe tat mi de ma kaung mu agudo kan pinsa nandariya kan ju lon mi Lu bang ma pi do edi lo ma kaung mu kan ni long mi pi do aphe tat mi de Naw pai ja do uzin do taya na pi tat ye tu ro gaung ji de ne paung ya Siwaka do lo tu ro gaung ji de ne paung ya de myat swa bya ko si kat ja ya de Ho naw pai ja do shin ma katlapa ko ro myat ji ne paung pi do takae ko thadana pyu min ji phit twa da Do do le be uzin do taya na pi tat ye Aphe tat de agudo kan ko yakhona kudo kan ni ka ta nai ye la Ma ta nai mu naw bwa tat ta khwin shi de soda ka do shi da paw le Do do le be uzin do taya na pi tat ye pinsa nandariya kan ju lon tha de pokko tu tayaw ha so lo shi yin edi agudo kan ajo ma pe nai aung so pi do balaw ji kudo kaung mu de pyu pyu ma ya ba bu Hori sajawala ji apye Yahana ashin myat de ko tarin thong se pi do Alon taya kaung pe so de thingkan ne lu de alon taya kaung pe so de swan ne lu de chaung ni pyat tat ji de saw lu dan ne se de lu dan ne balaw lu edi agudo ye ajo ko ta lo ma ya ba bu de Da jaw mo uzin do taya na pi tat ye agudo phat mya ka pyo me so lo shi yin Pinsa nandariya kan ni ha alon taya ji le de garuka kan Kudo kan be ka pyo me so lo shin do mahakho kan ni po Pokko tu tayaw ma so lo shin zan aphe nyin ni zan taya de ya pi do ne de so lo shin Rupa wasara kudo arupa wasara kudo de ya pi do ne de so lo shin edi pokko ha naw bwa ma pyan ma pi yaw ko yaw ya ma
သူ့ကိုအဲ့ဒီကုသိုလ်ကံนี่အကျိုးပေးလို့မရအောင်ဆိုပြီးတော့အခြားကုသိုလ်အကုသိုလ်တွေကတားလို့မရပါဘူးတဲ့အဲ့ဒီတော့ဦးဇင်းတို့တရားနာပြည်သက်တွေအချုပ်မှတ်ရမှာကအကျိုးပေးစဉ်အစွမ်းအဖြစ်ကံ၄မျိုးရှိတဲ့ထက်ကနံပါတ်1ကကရုကကံအကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်ပင်စာနန္တရိယကံမျိုးကုသိုလ်ဘက်ကပြောမယ်ဆိုရင်မဟဂုတ်ကံမျိုးတဲ့အဲ့ဒီကံတွေကဒုတိယဘဝမှာတောက်လျှောက်အကျိုးပေးပါတယ်တဲ့တခါဆိုကြပါစို့ပုဂ္ဂိုလ်တူတယောက်မှာအဲ့ဒီလိုကရုကကံမျိုးမရှိဘူးဆိုကြပါစို့တဲ့ဆိုကြပါစို့ဦးဇင်းတို့တွေပင်စာနန္တရိယကံနေမလွန်ကျူးဘူးကြဘူးထုံးမာရမလည်းပဲကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်တို့တွေဇန်တရားတွေရကြပြီလားမရသေးဘူးပဲဆိုကြပါစို့နော်မဟဂုတ်ကုသိုလ်ကံနေတို့ရဲ့တဏ္ဍာမှာမရှိဘူးကရုကကံဆိုတာမရှိဘူးအကုသိုလ်လည်းပဲမရှိဘူးကုသိုလ်လည်းပဲမရှိဘူးဆိုရင်အဲ့ဒီလိုပုံကုမျိုးဆိုရင်ဘယ်ကံကဝင်ပြီးတော့နောက်ဘဝမှာပဋိတန်တွေကျိုးပေးတယ်လဲဆိုလို့ရှိရင်အာတန်နကံကဝင်ပြီးတော့အကျိုးပေးပါတယ်တဲ့ဘာကံနဲ့တော့အာတန်နကံအာတန်နကံဆိုတာကဘလို့ကံမျိုးကိုခေါ်တာတုံးဆိုရင်ဥစဉ်တို့တရားနာပြည်တတ်ရေသေဂာနီးမှာလုံးမိတဲ့ကံသေဂာနီးမှာအောင်းမေ့မိတဲ့ကံဒီလိုကံမျိုးကိုအာတန်နကံလို့ဒီလိုခေါ်တယ်ဆိုကြပါစို့ဦးဇင်းတို့တရားနာပြည်သက်တွေကြားဘူးကြမှာပေါ့ကုသိုလ်ဘက်ကပြောကြမယ်ဆိုရင်တချို့ဆိုလို့ရှိရင်ဟောဖယားရှိခိုးရင်းနဲ့ကွယ်လွန်တာတွေမရှိဘူးလားရှိတယ်နော်ဖယားရှိမှာဖယားရှိခိုးမလို့ဆိုပြီးတော့ဒီလိုထိုင်ရင်းကနေပြီးတော့အသက်ပါသွားတာအဲ့ဒီလိုကွယ်လွန်ငါနီးလုပ်တဲ့ကံတွေကိုအာတန်နကံလို့ဒီလိုခေါ်တယ်တခါဒီပြင်ကုသိုလ်ဘာကုသိုလ်ညာကုသိုလ်လုပ်ရင်းကနေပြီးတော့အလှူတန်းလုပ်မလို့ဆိုပြီးတော့ပြင်ရင်းစင်ရင်းကနေပြီးတဲ့ခါတော့ဟောမမျော်လင့်မဲ့ဘုံငနဲ့တေလဲတေနိုင်ဤဆိုတဲ့အတိုင်းကွယ်လွန်ကြတာတွေရှိတယ်အဲ့လိုကွယ်လွန်ငါနီးမှာလုပ်တဲ့ကံမျိုးကိုအာတန်နကံနောက်တစ်ခုကအကုသိုလ်ဘက်ကပြောမယ်ဆိုရင်ဦးဇင်းတို့တရားနာပြည်တတ်ရေတချို့ပုံကိုယ်တွေများကြတော့တယောက်နဲ့တယောက်တက်ရင်ဖြတ်ရင်နဲ့ကိုယ်ပါအသက်ပါသွားတာမရှိဘူးလားရှိတယ်သေဂာနီးမှာအကုသိုလ်တွေလှုပ်ပြီးတော့သေသွားကြတာတွေရှိတယ်အဲ့ဒီလိုသေဂာနီးမှာလှုပ်တဲ့ကံမျိုးကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်တဲ့အာတဏကံလို့ဒီလိုခေါ်တယ်နောက်တနည်းအားဖြင့်ပြောရမယ်ဆိုရင်အဲ့ဒီလိုမလှုပ်တော့မှဦးဇင်းတို့တရားနာပြည်တတ်ရေးသေဂာနီးမှာအောင်းမေ့မိတဲ့ကံရှေးတုန်းကလှုပ်ခဲ့မိတဲ့ကုသိုလ်ကံတွေအကုသိုလ်ကံတွေရှိခဲ့တယ်အဲ့ဒါတွေကိုမိမိကမေ့ပြီးတော့ထားပေမဲ့ကွယ်လွန်ကနီးကြတာဒါတွေကအရေးတွေထိုးလာသလိုစိတ်ထဲမှာတတိယလာတယ်အောင်းမေ့လာတယ်ကွယ်လွန်ကနီးမှာတတိယပြီးတော့လာပြီဆိုလို့ရင်အဲ့ဒီလိုကံမျိုးကိုလည်းပဲအာတန်နကံလို့ဒီလိုခေါ်ပါတယ်တဲ့အာတန်နကံဆိုတာကဦးဇင်းတို့တရားနာပြည်တတ်ရေကွယ်လွန်ကနီးအချိန်မှာလုံးမိတဲ့ကံအောင်းမေ့မိတဲ့ကံကွယ်လွန်ကနီးအချိန်မှာကုသိုလ်ကောင်းမှုတွေကိုလုပ်ရင်းနဲ့ကွယ်လွန်သွားတယ်ကုသိုလ်ကောင်းမှုရေးရာတွေကိုအောင်းမေ့ရင်းနဲ့ကွယ်လွန်သွားတယ်ဆိုရင်ဒါကောင်းရာတုဂတိရောက်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကွယ်လွန်ကနီးမှာမကောင်းမှုအကုသိုလ်လုပ်ရင်းနဲ့ကွယ်လွန်ပြီးတော့သွားတယ်မကောင်းမှုအကုသိုလ်လုပ်ငန်းတွေကိုအောင်းမေ့ရင်းနဲ့ကွယ်လွန်သွားတယ်ဆိုလို့ရှိရင်လည်းဟောဒီပုဂ္ဂိုလ်ဟာဆိုရင်မကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်သွားမှာပေါ့ဒီလိုရှိတယ်နော်အဲ့တော့ဦးဇင်းတို့တရားနာပြည်တတ်ရေအဲ့ဒီအာတန်နကံဆိုတာလည်းပဲသိအရေးကြီးတာပဲတသက်လုံးကုသိုလ်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုလို့ရှိရင်လည်းပဲကွယ်လွန်ကနီးမှာမကောင်းတာလုံးမိတဲ့အတွက်မကောင်းတဲ့ဘဝကိုရောက်သွားနိုင်တယ်နော်တသက်လုံးအကုသိုလ်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုလို့ရှိရင်လည်းပဲဥစဉ်တို့တရားနာပြည်တတ်ရေကွယ်လွန်ကနီးမှာကုသိုလ်ကောင်းမှုလုပ်လို့ဆိုပြီးတော့ကောင်းရာတုဂတိလည်းပဲရောက်သွားနိုင်တယ်ဆိုတာဒါလည်းပဲသိရပါဦးဇင်းတို့တရားနာပြည်သက်တွေကြားဘူးကြမှာပေါ့တံဘဓာတိကကြားဘူးတယ်မဟုတ်လားလူသတ္တမဘယင်ကနေပြီးတဲ့ခါကျတော့တခိုးတွေဓမြတွေရာဇောသားတွေ
သေမိန်ကြတဲ့ပုံကိုယ်တွေကိုတတ်ဖို့ဆိုပြီးတော့ယာတုဌာနန္တရပေးပြီးတော့လူတွေတတ်ပြီးတော့နေရတဲ့တမ္ပဒါတိကနှစ်ပေါင်း90ကျော်လူတွေကိုတတ်ခဲ့တယ်တနေ့တစ်ယောက်တတ်ရတာရှိတယ်နှစ်ယောက်တတ်ရတာရှိတယ်ယာချီပြီးတော့တတ်ရတာရှိတယ်နှစ်ပေါင်းများစွာဦးဇင်းတို့တရားနာပိတတ်တွေလူတွေတတ်ခဲ့တယ်အကုသိုလ်တွေအကြီးအကျယ်လုပ်ခဲ့တာပဲကွယ်လွန်မဲ့နေ့ကြတော့ဦးဇင်းတို့တရားနာပိတတ်ရေရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုဆွန်းဆက်ကလူတန်းလိုက်ရတယ်တရားဓမ္မတွေနာကြားလိုက်ရတယ်ရှင်သာရိပုတ္တရာကိုဆွန်းဆက်ကပြီးတော့ကြောင်းပြန်ပြီးတော့လိုက်အဖို့နောက်ကနေပဲတပိတ်ထမ်းပြီးတော့လိုက်ပြီးတော့ပို့တာပို့ပြီးတော့ပြန်လဲပဲလှဲ့လာရောဟောလမ်းမှာနွားမခွေပြီးတော့ကွယ်လွန်သွားဘယ်ရောက်တော့နတ်ပြည်သူကတိကိုရောက်သွားရတယ်အဲ့တော့ဦးဇင်းတို့ကပြောချင်တာကဘာပြောချင်တာတော့ဆိုရင်တသက်လုံးအကုသို့လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမိတ်ဆွေကောင်းနဲ့ကြုံတွေ့ရပြီးတော့ဦးဇင်းတို့တရားနာပိတတ်ရေကုသိုလ်ကောင်းမှုသေဂာနိကာလမှာလုံးမိလိုက်ပြီဆိုရင်ကောင်းရာတုဂတိမရောက်နိုင်ဘူးလားရောက်နိုင်တယ်အဲ့ဒီလိုပဲတသက်လုံးကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုလို့ရှိရင်လည်းပဲကွယ်လွန်ငါနီးမှာအနေအထားမဟန်လို့မဟုတ်တာလုံးမိတယ်ဒါမှမဟုတ်တာကိုအောင်းမေ့မိသွားတယ်ဒီလိုစိတ်ဇောနဲ့မြန်ကွယ်လွန်သွားမယ်ဆိုရင်ကောင်းရာတုဂတိမရောက်နိုင်မဲနဲ့မကောင်းရာဒုက္ခတိကိုလည်းပဲရောက်သွားနိုင်တယ်ဆိုတာဒီလိုလည်းပဲသိရမှာနော်ဟာအဲ့တော့ဦးဇင်းတို့တရားနာပိတတ်ကတသက်လုံးအကုသိုလ်တွေလှုပ်ထားလဲပဲကွာကွယ်လွန်ငါနီးမှာကောင်းမှုကုသိုလ်လှုပ်လိုက်မယ်ဆိုလို့ရှိရင်ကောင်းရာတုဂတိရောက်နိုင်တယ်တဲ့ဆိုပြီးတော့ဒီလိုမှတ်သားရတော့ကဲပါငါတို့မကောင်းမှုအကုသိုလ်တွေလှုပ်နေလိုက်ပါဦးမယ်ကွယ်လွန်ငါနီးကြမှာကုသိုလ်ကောင်းမှုတွေလှုပ်ပါဦးမယ်ဆိုပြီးတော့နော်ဘဝကိုတော့ဦးဇင်းတို့တရားနာပိတတ်ရေလောင်းကြီးထက်လို့ကောင်းပါမလားမကောင်းမှုမသေးကြလှဘူးနော်အဲ့တော့ထားကြပါစို့ပုဂ္ဂိုလ်တဦးတယောက်မှာနံပါတ်1အလွန်တရာကြီးလေးတဲ့ဂရုကကံများရှိပြီဆိုလို့ရှိရင်အဲ့ဒီဂရုကကံကဒုတိယဘဝမှာကောင်းရာမွန်ရာမကောင်းရာဆိုးဝါးရာကိုရောက်စေတယ်အကျိုးပေးတယ်အဲ့ဒီဂရုကကံမမရှိဘူးဆိုလို့ရှိရင်ဒုတိယအနေနဲ့အာတဏကံလို့ခေါ်ရတယ်ကွယ်လွန်ငါနီးမှာလုံမိတဲ့ကံကွယ်လွန်ငါနီးမှာအောင်းမိမိတဲ့ကံကနေပြီးတော့အကျိုးပေးတယ်ဒါဖြစ်ရင်ဂရုကကံလည်းပဲမရှိပါဘူးတဲ့ကွယ်လွန်ငါနီးမှာလှုပ်တဲ့အောင်းမေးတဲ့အာတဏကံလည်းပဲမရှိပါဘူးတဲ့အဲ့ဒီလိုဆိုရင်ဘယ်ကံကအကျိုးပေးတုံးဆိုရင်နံပါတ်3ကအာစိဏကံတဲ့ပြောကြည့်ပါပါတယ်တော့အဲ့ဒီအာစိဏကံကအကျိုးပေးပါတယ်အာစိဏကံဆိုတာကဘလူကံမျိုးတုံးဆိုရင်ဦးဇင်းတို့တရားနာပိတတ်များနေ့စဉ်အမြဲမပြတ်လေ့ကျက်ပြီးတော့နေတဲ့ကံမျိုးအလေးအလာများနေတဲ့ကံမျိုးကိုခေါ်တယ်ကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်နေ့စဉ်ဖယားရှိခိုးတယ်ဖယားရည်တော်ကတ်တယ်ပန်းတော်ကတ်တယ်တန်ဃာတော်ရှင်သူမြတ်တွေကိုဆွန်းလောင်းတယ်ဟာတချို့ဆိုလို့ရှိရင်တန်ဃာတော်ရှင်သူမြတ်တွေဆွန်းလောင်းပြီးတော့နေရတာဆိုတော့နော်နေ့စဉ်အစောကြီးထားပြီးတော့ဆွန်းချက်ကြအဲ့ဒါများမလုပ်ရဘူးဆိုလို့ရှိရင်တာဝန်မကြည့်သလိုဖြစ်ပြီးတော့စိတ်ထဲမှာခံစားရတယ်ကုသိုလ်ဘက်ကအလေးအလာတွေများပြီးတော့နေတယ်အဲ့ဒါမျိုးကိုအာစိဏကံလို့ဒီလိုခေါ်ရတယ်ဘုန်းကြီးတွေကိုလှူဖို့တန်ဃာတွေကိုလှူဖို့ဖယားစေတီကိုလှူဖို့နေ့စဉ်ငါတို့ပိုက်ဆံစုမယ်အဲ့ဒီထက်ကနေပြီးတော့နေ့စဉ်ဈေးရောင်းလို့ရတဲ့ထက်ကစီးပွားရေးလုပ်လို့ရတဲ့ထက်ကနေပြီးတော့ပိုက်ဆံလေးတွေဖက်ပြီးတော့စုဆောင်းတယ်ဒါလည်းပဲအာစိဏကံပဲနော်ဒါကုသိုလ်ဘက်ကပြောတာအဲ့ဒီလိုမဟုတ်ဘဲနဲ့ဦးဇင်းတို့တရားနာပိတတ်ရဲ့အကုသိုလ်ဘက်ကပြောကြမယ်ဆိုလို့ရင်နေ့စဉ်သူများအသက်သက်ပြီးတော့စီးပွားရှာပြီးတော့နေကြတဲ့ပုံကိုယ်တွေရှိကြတယ်နေတိုင်းသူများပစ္စည်းဥစ္စာခိုးတဲ့အခါခိုးလစ်တဲ့အခါလစ်ပေါ့နော်တိုက်ယူတဲ့အခါတိုက်ယူပေါ့အမြဲတမ်းအလေးလာဝါသနာများပြီးတော့နေတဲ့ကံမျိုးကိုအာစိဏကံလို့ဒီလိုခေါ်ပါတယ်အဲ့တော့ဦးဇင်းတို့တရားနာပိတတ်ရေ
ကရုကကံလည်းပဲမရှိဘူးအာတဏကံလည်းပဲမရှိဘူးဆိုလို့ရှိရင်အဲ့ဒီနံပါတ်3ဖြစ်နေတဲ့အာစိဏကံကအကျိုးပေးပါတယ်တဲ့ဥပမာဆိုကြပါစို့ဦးဇင်းတို့တရားနာပိဋကများကွယ်လွန်ကနီးမှာလုံမိတဲ့ကံကွယ်လွန်ကနီးမှာအောင်းမေးမိတဲ့ကံမရှိဘဲနဲ့ကွယ်လွန်တာလည်းပဲရှိနိုင်တယ်ဆိုကြပါစို့တချို့လူမမာလူနာတွေနှစ်လရှည်ကြာစွာမိမျောနေတာမရှိဘူးလားရှိတယ်နော်အဲ့ဒီလိုပုံကုမျိုးဆိုလို့ရှိရင်ဦးဇင်းတို့တရားနာပိဋကကြီးကွယ်လွန်ကနီးမှာလုံရတယ်ဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံရှိပါမလားမရှိဘူးမိမျောပြီးတော့နေတာအဲ့ဒီလိုပုံကုမျိုးဆိုလို့ရှိရင်တော့ဦးဇင်းတို့တရားနာပိဋကကြီးသူကျမ်းမာရေးကောင်းစဉ်အခါကာလတုန်းကပြုမှုပြောဆိုလောက်ကင်မှုများခဲ့တဲ့အလေးအလာများခဲ့တဲ့အာစိဏကံကနေပြီးတော့ဝင်ပြီးတော့အကျိုးပေးမှာတဲ့ကောင်းတာလုပ်ခဲ့တာများရင်ကောင်းရာဒုက္ခတိရောက်သွားမှာပဲမကောင်းတာလုပ်ခဲ့တဲ့များရင်မကောင်းတဲ့ဒုက္ခတိကိုရောက်သွားမှာပဲတဲ့ဒီလိုဆိုတယ်နော်အဲ့တော့ဦးဇင်းတို့တရားနာပိဋကများဒီနေရာမှာကျမ်းဂန်များကတော့အာတဏကံလို့ခေါ်ရတယ်ကွယ်လွန်ကနီးမှာလှုပ်ခဲ့တဲ့ကံကွယ်လွန်ကနီးမှာအောင်းမိမိတဲ့ကံအဲ့ဒီကံရဲ့အာစိဏကံလို့ခေါ်ရတဲ့နေ့စဉ်အလေးအလာများပြီးတော့နေတဲ့ကံအဲ့ဒီကံရဲ့အာတဏကံရဲ့အာစိဏကံရဲ့တဲ့တဘာဝချင်းကိုရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အာစိဏကံကပို့ပြီးတော့အားကောင်းပါတယ်အာစိဏကံကပို့ပြီးတော့အားကောင်းမယ်အားကောင်းတော်လဲပဲကွယ်လွန်ကနီးအချိန်မှာလုံးမိတဲ့အာတဏကံကတဲ့ဒီဘဝကကွယ်လွန်ပြီဆိုရင်ကွယ်လွန်တဲ့တကားဝဂိတ်ဝနဲ့နီးနေတာဖြစ်နေတဲ့အတွက်သူကဝင်ပြီးတော့အရင်အကျိုးပေးတတ်တာပါဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်စာပေများမှာပြောထားတာကနှချမ်းကိုဥပမာပေးထားနွားကြောင်းသားတယောက်ကနွားတွေကိုကြောင်းပြီးတော့အဲ့ဒီနွားတွေကိုအကုန်လုံးမောင်းပြီးတော့ခြံထဲမှာတွင်းထားပြီဆိုရင်အားကောင်းမောင်းတဲ့နွားတွေကအားမရှိတဲ့နွားတွေကိုကြော်တက်ပြီးတဲ့ခါကျတော့ခြံထဲမှာအကုန်လုံးပြုတ်သိပ်ပြီးတော့ဝင်သွားအားမကောင်းတဲ့နွားအိုတွေနွားမတွေဒီလိုအားမရှိတဲ့နွားတွေကနောက်မှသူတို့ကဝင်ရတယ်ခြံတကားဝါနာကပ်ပြီးတော့နေတယ်နောက်နေ့ကျတော့ခြံတကားဖွင့်ပြီဆိုရင်ဦးဇင်းတို့တရားနာပိဋကကြီးဘယ်နွားတွေကအရင်ထွက်ရတော့ခြံဝါကနွားတွေကအရင်ထွက်ရတယ်အားမရှိပေမဲ့လည်းပဲသူတို့ကနီးနေတာဒါကြောင့်မို့အာတဏကံရဲ့အာစိဏကံရဲ့သဘာဝအားဖြင့်ပြောမယ်ဆိုရင်အာစိဏကံကပို့ပြီးတော့အားကောင်းပါတယ်တဲ့သို့တော်လည်းပဲဟောအာတဏကံကအားမကောင်းမယ်မကောင်းတော်လည်းပဲသူကမရဏတကားဝနဲ့နီးပြီးတော့နေတာဒီကနေပြီးတော့ခြေတလန်းလှမ်းလိုက်ပြီဆိုလို့ရင်ဟိုဘက်ဘဝရောက်သွားပြီဒီလိုဖြစ်မှာဖြစ်နေတဲ့အတွက်အဲ့ဒီအာတဏကံကဝင်ပြီးတော့အကျိုးပေးပါတယ်အဲ့တော့ဦးဇင်းတို့တွေအားကိုးရမှာကတော့နော်အာစိဏကံကိုပို့ပြီးတော့အားကိုးရမှာဒုတိယဘဝမှာအကောင်းရာဒုက္ခတိရောက်ဖို့ဆိုတာနော်အဲ့တော့ကရုကကံအာတဏကံအာစိဏကံနောက်ကံတစ်မျိုးကတော့ကတ္တတာကံတဲ့ဘာကံနဲ့တော့ကတ္တတာကံဆိုတာကဒီဘဝအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ခုနကလို့ကရုကကံလည်းပဲမဟုတ်ဘူးအာတဏကံလည်းပဲမဟုတ်ဘူးအာစိဏကံလည်းပဲမဟုတ်ဘူးဘာတိဘာသာလုံးမိတဲ့ကံပေါ့နော်စိတ်ထဲမှာအမှတ်တရရလို့မရှိဘူးအမှတ်တမဲ့လုံးမိတာပြောမိတာဆိုမိတာဒီလိုကံမျိုးကိုခေါ်တယ်နောက်တစ်ခုကတော့ဦးဇင်းတို့တရားနာပိဋကရဲ့အတိတ်ဘဝတွေအတိတ်ဘဝတော်တွေကလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေလည်းပဲမရှိဘူးလားရှိတယ်အဲ့ဒီအတိတ်ဘဝတွေတုန်းကလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကိုလည်းပဲကတ္တတာကံလို့ဒီလိုခေါ်ပါတယ်ပုဂ္ဂိုလ်တူတယောက်မှာကရုကကံမရှိဘူးအာတဏကံမရှိဘူးအာစိဏကံမရှိဘူးဆိုလို့ရှိရင်တော့အဲ့ဒီကတ္တတာကံကအကျိုးပေးပါတယ်နောက်ဘဝမှာကောင်းဖို့မကောင်းဖို့ဆိုတာဒါကြောင့်မို့တခါတရံဦးဇင်းတို့ဇတ်တော်တွေမှာဖတ်ရတယ်အာကုသိုလ်ကံတစ်ခုကိုလုံးမိတယ်လုံးမိတဲ့ခါကျတော့ဘဝပေါင်းများစွာအပေဒုက္ခတိမှာကြာရောက်ရတယ်ဆိုတာဦးဇင်းတို့တရားနာပြည်တယ်မဖတ်ရဘူးလားဖတ်ရတယ်နော်
အာကုသိုလ်ကံတစ်ခုလုံးမိတယ်ငရဲရောက်တယ်ငရဲကလွတ်တော့ဘာဖြစ်တယ်ကောင်းရာဒုက္ခတိကိုမရောက်ဘူးဥပမာဆိုကြပါစို့ဟိုးရှေးဘုရားရှင်များလက်ထက်တုန်းကဖုဒ္ဓဘုရားရှင်ရဲ့လက်ထက်တုန်းကတန်ဃာတွေအားလှူခဲ့တယ်တန်ဃာတွေကလှူထားတယ်ဆွမ်းကွန်းတွေကိုနော်ဥဖျားပြားစားတော့ကြတဲ့ပုံကိုယ်တွေဘဝပေါင်းများစွာပိတ်တာဖြစ်ရတယ်ဆိုတာမရှိဘူးလားရှိတယ်နော်အဲ့ဒါ60ကဘာထက်ကလုတ်ခဲ့တဲ့မကောင်းမှုအကုသိုလ်နော်အဲ့တော့ဘဝပေါင်းများစွာလိုက်ပြီးတော့အကျိုးပေးတယ်အဲ့ဒါကတ္တတာကံကအကျိုးပေးတယ်လို့ဒီလိုယူဆနိုင်တယ်နော်ဒါကြောင့်မို့ဒုတိယဘဝမှာအကျိုးပေးမှာကတော့အဓိကအဖြစ်တော့ဟောဒီဘဝမှာလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကအကျိုးပေးမှာပဲဒီဘဝမှာလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေအကျိုးမပေးဘူးမရှိဘူးအထုတလည်းမရှိဘူးဆိုလို့ရှိရင်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကလည်းပဲဥစဉ်တို့တရားနာပိဋကရဲ့ဘဝပေါင်းများစွာကဘာပေါင်းများစွာအထိလိုက်ပြီးတော့ကောင်းကျိုးဆိုးကျိုးကိုပေးနိုင်တယ်ဆိုပြီးတော့အဲ့ဒီလိုသိကြရမယ်အကျိုးပေးစဉ်ဤအစွမ်းအပြင်ကံပဲနှမျိုးတဲ့တော့၄မျိုးကရုကကံအာတဏကံအာစိဏကံကတ္တတာကံတဲ့အဲ့တော့ဒုတိယဘဝမှာအကျိုးပေးမဲ့ဒီကံ၄မျိုးကိုဥစဉ်တို့တရားနာပိဋကတွေရှေးဥစွာသိထားသင့်ပါတယ်အဲ့တော့ဒီကံ၄မျိုးတွေကနေပြီးတော့ဒုတတွေအဓိကအားကိုးရမှာကတော့ဆိုကြပါစို့တို့ရဲ့တဏ္ဍာမှာကရုကကံမရှိဘူးဆိုကြပါစို့နော်ဒီဘဝမှာပင်စာနန္တရိယကံမလွန်ကျူးဘူးကြဘူးဟောဇန်နေဘိညာဉ်တွေလည်းပဲမရကြဘူးကရုကကံမရှိဘူးဆိုလို့ရှိရင်တို့မှာရှိမှာကဟောအာတဏကံရဲ့အာစိဏကံရဲ့ကတ္တတာကံရဲ့ဒါတွေရှိပြီးတော့နေမယ်အာတဏကံဆိုတာကလည်းပဲကွယ်လွန်ကနီးမှာလှုပ်တဲ့ကံကွယ်လွန်ကနီးမှာအောင်းမိတဲ့ကံဆိုတာကလည်းပဲဥစဉ်တို့တရားနာပြည့်တဲ့ရေကိုလိမ်မာရင်တော့မဆိုးဘူးနော်ကိုလိမ်မာရင်ဆိုလို့ရှိရင်ကိုမကြမ်းမမာဖြစ်ပြီဆိုလို့ရင်ဒီပြင်ဘာညာညာတွေမတွေးတော့နဲ့ရှေးတော်ကလှုပ်ခဲ့တဲ့ကုသိုလ်ကံလေးတွေပြန်ပြီးတော့တွေးနော်အဲ့ဒီလိုဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကံတွေဟာဆိုလို့ရှိရင်အကျိုးပေးသွားမှာရှေးတော်ကလှုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်ကံတွေပြန်ပြီးတော့မတွေးတော့နဲ့တွေးနေမယ်ဆိုလို့ရှိရင်အဲ့ဒီတွေးနေတဲ့ကံတွေဟာဒီအတွေးနဲ့မြန်ကွယ်လွန်သွားမယ်ဆိုလို့ရှိရင်အာတဏကံဖြစ်ပြီးတော့နောက်ဘဝမကောင်းတာရောက်သွားမှာဒီလိုရှိတယ်နော်အဲ့တော့မိမိတို့ဟာအာစိဏကံကိုပို့ပြီးတော့အားကိုးရမယ်အာစိဏကံဆိုတာအမြဲတမ်းအလေးအလာများပြီးတော့နေတဲ့ကံကုသိုလ်တွေနေ့စဉ်ကုသိုလ်ကောင်းမှုရအောင်ယူသင့်တယ်နေ့စဉ်ကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့အတိုင်းအလေးအလာများနေအောင်ကိုကုသိုလ်ကောင်းမှုပြုသင့်တယ်ဥပမာဆိုကြပါစို့နေ့စဉ်ပရိတ်ရွတ်တယ်မပြည့်စေနဲ့နေ့စဉ်ရွတ်ခရီးဘလောက်သွားစရာရှိနော်ဘာလုပ်စရာရှိအဲ့ဒါမပြည့်စေနဲ့နေ့စဉ်ဖရာကိုရေတော်ကတ်တယ်မပြည့်စေနဲ့ခရီးသွားစရာရှိလည်းပဲမနဲ့စောထပြီးတော့မှကတ်ပြီးတော့မှသွားဒါရောက်လေရဆိုလို့ရှိရင်ရေကတ်ဖြစ်အောင်ကတ်ဒီလိုပုံစံမျိုးနဲ့လုပ်ရမှာအဲ့ဒါမျိုးကအာစိဏကံလို့ဒီလိုခေါ်တယ်အဲ့ဒီအာစိဏကံဒီပင်ဥစဉ်တို့တရားနာပိဋကများကွယ်လွန်ကနီးမှာအောင်းမိတ်မိသွားပြီဆိုရင်အာတဏကံမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပဲတဲ့နော်ကတ္တတာကံဆိုတာကတော့ရှေးဘဝတွေတုန်းကလုပ်ခဲ့တဲ့ကံရဲ့ဒီဘဝမှာဘာတိဘာသာလုပ်ခဲ့တဲ့ကံရဲ့ဒီဘဝမှာဘာတိဘာသာလုပ်ခဲ့တဲ့ကံဆိုတာကတော့အကျိုးပေးဖို့အခွင့်အရေးတော်တော်လေးနည်းလိမ့်မယ်ထမှားတယ်နော်အဲ့တော့အကျိုးပေးစဉ်ရဲ့အစွမ်းအားဖြင့်ကံပဲနှမျိုးတယ်နော်၄မျိုးတဲ့အဲ့ဒီ၄မျိုးသိပြီးတော့ကွယ်လွန်ခြင်း၄မျိုးကိုလည်းပဲသိဖို့လိုအပ်တယ်အာယုခယေနာကမ္မခယေနာဥပယခယေနာဥပိစေတကကမ္မုနာစေတိသတုဓမ္မရဏုပတ္တိနာမလောကီလောကကြီးတဲ့၌တတ္တတတ္တဝါတို့သည်အာယုခယေနာတတ္တံကုန်ခန်းခြင်းကြောင့်၎င်းကမ္မခယေနာကုသိုလ်ကံကုန်ခန်းခြင်းကြောင့်၎င်းဥပယခယေနာတတ္တံရောကုသိုလ်ကံရောနှမျိုးစုံကုန်ခန်းခြင်းကြောင့်၎င်း
ဥပိစေရကကံမှုနာစာကပ်၍ပြတ်တတ်သောမကောင်းမှုအကုသိုလ်ကံကြောင့်၎င်းမရဏတိကွယ်လွန်ကြရလေကုန်၏ဣတိသောလည်းမရဏုပတ္တိနာမှာကွယ်လွန်ခြင်းအကြောင်းမည်သည်ကွယ်လွန်မှုဖြစ်ခြင်းအကြောင်းမည်သည်စတုတာ၄ပါးအပြားရှိပါပေဣတိသောလည်းအာစရိယဗုဒ္ဓမတင်ညွယ်ထာဂရဆရာတီကဆရာကြီးတို့သည်ဝတ္တန္တိကောင်းစွာမသွေမိန်ဆိုကြပါပေကုန်တော့တတိလူလောကမှာဖြစ်ပြီးတော့နေကြတဲ့လူသားတွေအတဝဲတဲ့ကွယ်လွန်ခြင်းရဲ့အကြောင်း၄မျိုးရှိပါတယ်တဲ့ဘယ်နှမျိုးတဲ့တော့၄မျိုးအဲ့ဒီ၄မျိုးကနံပါတ်1သက်တမ်းကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြနံပါတ်2ကုသိုလ်ကံကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြနံပါတ်3တက်တန်းရောကုသိုလ်ကံရော2မျိုးစုံကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြတယ်နံပါတ်4ကပ်ပြီးတော့ဖြတ်တတ်တဲ့အရာစကားပြောမယ်ဆိုရင်ဥပစ္စေတကကံနဲ့အဲ့ဒီကံကြောင့်လည်းပဲကွယ်လွန်ကြရတယ်ကွယ်လွန်ခြင်းရဲ့အကြောင်းဘယ်နှမျိုးတော့4မျိုးဦးဇင်းတို့တရားနာပြည်သားများဘာတရားတွေများဟောနေတာပါလိမ့်တော့အောင်းမိမနေနဲ့နော်ဘာတရားတွေများဟောနေတာပါလိမ့်လို့ဆိုပြီးတော့အောင်းမိတ်မနေနဲ့ခုဟောပြီးတော့နေတဲ့တရားကလေကိုရင်လေးတွေသီလရှင်လေးတွေကြက်တဲ့တင်းညိုကျမ်းတွေကနေပြီးတော့ဟောနေတာဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားရဲ့အဘိဓမ္မာဘလောက်အားရစရာအကောင်းတော့ဆိုတာဒါသိကြရမယ်ဦးဇင်းတို့ရဲ့မြတ်စွာဘုရားရဲ့အဘိဓမ္မာဟာဆိုလို့ရှိရင်ဘဝအစကနေပြီးတော့အဆုံးအထိဖြစ်ပေါ်လာတတ်တဲ့အနေအထားတွေအကုန်လုံးပါနော်လောကမှာရှိပြီးတော့နေကြတဲ့ဘာသာကြီးအမျိုးမျိုးရှိကြတယ်အဲ့လိုရှိကြတဲ့ဘာသာကြီးတွေထဲမှာမြတ်စွာဘုရားရဲ့အဘိဓမ္မာလောက်မိမိတို့ဘဝမှာအသုံးချနည်းကိုစစ်စစ်ပေါက်ပေါက်နော်စစ်စစ်ဆက်ဆက်နဲ့စမ်းစစ်ပြီးတော့ထားတယ်ဘာသာမရှိဘူးဆိုတာဒီလိုသိရမှာနော်ကြည်တံကိုရင်လေးတွေကြက်တဲ့သီလရှင်ဆရာကြီးဆရာလေးတွေကြက်တဲ့စာတောင်မှဘဝမှာအသုံးချဖို့ဆိုပြီးတော့အနှစ်သာရကိုထုတ်ယူစရာအကြောင်းအရာတွေအများကြီးမပါဘူးလားပါတယ်နော်အဲ့တော့ဒီမှာသင်ညိုကျမ်းတွေကလောကမှာတဲ့လူသားတွေကွယ်လွန်ခြင်းရဲ့အကြောင်းဘယ်နှမျိုးတဲ့တော့၄မျိုးအာယုခယလို့ခေါ်ရတဲ့သက်တမ်းကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြရတယ်ဆိုကြပါစို့လူလောကမှာတဲ့တတ်မှတ်ပိုင်းခြားပြီးတော့ထားတဲ့သက်တမ်းဆိုတာရှိတယ်။ဦးဇင်းတို့လူလောကဟာဆိုလို့ရင်ကုသိုလ်ကောင်းမှုတွေကုသိုလ်တက်ခံနေအားကြီးပြီဆိုရင်ဒီတတ္တဝါတွေကသက်တမ်းနေရှေးရှေးပြီးတော့သွားတယ်။ဟိုးအသင်ချေထိရောက်သွားတယ်မရေမတွက်နိုင်လောက်။အဲ့ဒီကနေပြီးတော့အကုသိုလ်ဒုစရိုက်တွေများလာပြီဆိုရင်သက်တမ်းတွေကတိုးပြီးတော့ရော့ပြီးတော့သွားတယ်။ဟိုးအောက်ဆုံး10နှစ်တန်းလောက်ထိရှိအောင်ရောက်သွားတယ်တဲ့။လူလောကရဲ့တက်တန်းကမတည်ငြိမ်ဘူးလို့ဒီလိုဆိုပါတယ်အဲ့တော့မိမိဖြစ်နေတဲ့ခေတ်အခါကာလအဲ့ဒီခေတ်အခါကာလရဲ့တက်တန်းဆိုတာရှိရဲ့အဲ့ဒီတက်တန်းကုန်ခန်းသွားပြီဆိုလို့ရှိရင်ကုသိုလ်ကံတွေဘလောက်ကြီးကောင်းကြာရှည်မနေနိုင်ကြဘူးကွယ်လွန်ကြရတယ်တဲ့အဲ့ဒါမျိုးကိုတက်တန်းကုန်ခန်းခြင်းကြောင့်ကွယ်လွန်တယ်လို့ဒီလိုဆိုရပါတယ်ယခုလောလောဆယ်တော့ဦးဇင်းတို့လူလောကကိုအများအပြားပြောပြီးတော့နေကြတာကဘယ်နှစ်တန်းနဲ့တော့90နဲ့5နှစ်တန်းဆိုပြီးတော့ဒီလိုပြောပြီးတော့နေကြတာပါပဲထားကြပါစို့လူတူတယောက်ဟာဆိုလို့ရှိရင်ရှေးဘဝတွေတုန်းကအသင်ချေလောက်ကုသိုလ်ကံအသင်ချေလောက်အသက်ရှည်အောင်ကုသိုလ်ကံတွေလုပ်ခဲ့အောင်တော့ဒီခေတ်အခါကာလကြီးမှာအဲ့ဒီလောက်အထိတက်တန်းရှည်နိုင်မှာမလားမရှိနိုင်ဘူးလူလောကကတတ်မှတ်ပြီးတော့ထားတဲ့သက်တမ်း85နှစ်တန်းကျော်လှအဲ့တော့340လောက်ပေါ့နော်အဲ့ဒီလောက်ပဲကျော်ပြီးတော့သက်တမ်းကုန်နာနဲ့ကွယ်လွန်ကြရတယ်တဲ့ဒါမျိုးကိုသက်တမ်းကုန်ခြင်းကြောင့်ကွယ်လွန်ခြင်းအာယုခယလို့ဒီလိုခေါ်တယ်နောက်တစ်မျိုးကတော့ကံမက်ခယကုသိုလ်ကံကုန်ခန်းခြင်းကြောင့်ကွယ်လွန်ခြင်း
လူလောကကတတ်မှတ်ပြီးတော့ထားတဲ့တက်တန်းကတော့ရှိပါသေးရဲ့သို့တော်လည်းပဲကိုလှုပ်ခဲ့တဲ့ကုသိုလ်ကံကရှေးဘဝတုန်းကနည်းနည်းလေးအဲ့ဒီနည်းနည်းလေးကြောင့်မို့လူဖြစ်ပြီးတော့လာတာကုသိုလ်ကံလည်းပဲကုံသွားရောတက်တန်းမကုံသေးပေမဲ့ဒီကြားထဲမှာလည်းပဲကွယ်လွန်ရတတ်တယ်တဲ့အဲ့ဒါကံမဲ့ခရပဲနောက်တစ်မျိုးကဥပ္ပယခရကုသိုလ်ကံရောတက်တန်းရောနှစ်မျိုးစုံဗျိုင်းတူကုံခန်းလို့မို့ကွယ်လွန်ရတာကုသိုလ်ကံကလည်းပဲကုံခန်းသွားပြီတက်တန်းကလည်းပဲဆက်ပြီးတော့နေရလောက်အောင်တက်တန်းမရှိတော့ဘူးကုံခန်းသွားပြီဒီလိုနှစ်ခုပြိုင်စုံပြီးတော့ကုံခန်းလို့မို့ကွယ်လွန်ရတာကိုဥပ္ပယခရလို့ဒီလိုခေါ်ပါတယ်နောက်တစ်ခုကတော့ဥပ္ပစေတကကံဆိုတာကတော့ဦးဇင်းတို့တရားနာပိဋကရဲ့ဒီလူဟာတက်တန်းကလည်းပဲကြံနေသေးတယ်ကုသိုလ်ကံကလည်းပဲရှိပြီးတော့နေသေးတယ်သို့တော့ဂျားထဲမှာအခြားအကုသိုလ်ကံတစ်ခုကနေပြီးတော့ဝင်ပြီးတော့နှောက်ယှက်ဖြစ်စည်းလို့ဆိုပြီးတော့ကွယ်လွန်ရတာအဲ့ဒါမျိုးကိုဥပ္ပစေတကကံကြောင့်ကွယ်လွန်တယ်ဆိုပြီးတော့ဒီလိုခေါ်ရတယ်ဆိုကြပါစို့ဦးဇင်းတို့တရားနာပိဋကရဲ့ဒုတိမာနနတ်ဖဲနော်သို့တော်လည်းပဲကကုတံမြတ်စွာဘုရားရဲ့အခတာဝကကိုခဲနဲ့ပြစ်ပြီးတော့တတ်ပြစ်တယ်သူခဲပြစ်လိုက်တဲ့အတွက်ဟိုမှာအခတာဝကပြိဋိဘံဆံရတယ်ဒုတိမနတောက်လျှောက်နတ်ဘဝကနေစွတ်တေးပြီးတော့ငရဲပြည်ရောက်ရတယ်အဲ့ဒါမျိုးဥပ္ပစေတကကံတခါလူလောကမှာဆိုလို့ရှိရင်လည်းပဲဒီအတိုင်းပဲရှိတတ်တယ်မိမိတို့ဒီအတိုင်းဘာတိပါလာပုံမှန်ပြီးတော့နေရာကနေပြီးတော့အခြားအကုသိုလ်တစ်ခုခုကိုလုံးပြီးလို့ဆိုပြီးတော့အဲ့ဒီအကုသိုလ်ကံကနေပြီးတော့အကျိုးပေးသွားတာဆက်လက်ပြီးတော့ယက်တီခွင့်မရှိတော့ဘူးကွယ်လွန်ရတယ်နန္ဒလို့ခေါ်တဲ့ဘလူးကတော့ရှင်သာရိပုတ္တရာခေါင်းပြောင်ပြောင်ခေါင်းရိပ်ပြီးတော့လာရောင်အောင်မှာခေါင်းပြောင်ပြောင်နဲ့နေတာကိုနော်အလကလက်ဆော့ပြီးတော့ခေါင်းကိုသွားပြီးတော့တင်းပုံးနဲ့ထုဟောတောက်လျှောက်ကွယ်လွန်ပြီးတော့ငရဲရောက်ဒါမျိုးတွေအဲ့တော့အကုသိုလ်ကံနဲ့လွန်ကျူးမိလို့ဆိုပြီးတော့ဒီဘဝကွယ်လွန်ရတာတွေလည်းပဲရှိတယ်တခါအရထက်မှာတိပြီးတော့နေကြတဲ့အတိုင်းပဲတစ်ပြင်လက်နဲ့ဘေးတို့ဘာဘေးတို့ညာဘေးတို့ကြုံတွေ့လို့ဆိုပြီးတော့ကွယ်လွန်ကြရတာတွေလည်းပဲရှိတယ်အဲ့ဒါတွေဟာဆိုရင်ဦးဇင်းတို့တရားနာပိဋကရဲ့ဥပ္ပစေတကကံကြောင့်ကွယ်လွန်တာတဲ့ကွယ်လွန်ခြင်းရဲ့အကြောင်းဘယ်နှမျိုးတော့၄မျိုးတက်တန်ကုံလို့လည်းပဲကွယ်လွန်ကြရတယ်ကုသိုလ်ကံကုံလို့လည်းပဲကွယ်လွန်ကြရတယ်နှမျိုးစုံကုံလွန်လို့လည်းပဲကွယ်လွန်ကြရတယ်ဥပ္ပစေတကကံကြောင့်လည်းပဲကွယ်လွန်ကြရတယ်ဆရာတော်ကြီးများကတော့ဒါကိုထင်ရှားအောင်စီမီခွဲဥပမာပေးပြီးတော့ပြောကြဦးဇင်းတို့တရားနာပိဋကများမျက်စီနဲ့မြင်ပြီးတော့ကြည်ပေါ့ယခုခေတ်ကတော့တိတ်ပြီးတော့စီမီခွဲထွန်းတာတိတ်ပြီးတော့မမြင်ကြရတော့ဘူးနော်ဖျောင်းနိုင်နေပေါ်လာစီမီခွဲမှာမီးစာဆိုတာရှိတယ်စီဆိုတာရှိတယ်မီးစာကုံခန်းသွားလို့လည်းပဲမီးဆိုတာငြိမ်းသွားနိုင်တယ်စီကုံခန်းသွားလို့လည်းပဲမီးဆိုတာငြိမ်းသွားနိုင်တယ်မီးစာလဲကုံစီလဲကုံဒီလိုနှမျိုးလုံးကုံလို့လည်းပဲမငြိမ်းနိုင်ဘူးလားငြိမ်းနိုင်တယ်ဟာမီးစာလဲရှိသေးတယ်စီလဲရှိသေးတယ်ဒါပေမဲ့လေပြင်းတိုက်ခတ်လို့တော့နော်လူကနေပြီးတော့တမင်္ဂလာညှိမ့်လို့တော့ဒီလိုကြောင့်လည်းပဲမငြိမ်းနိုင်ဘူးလားဟိုဟာနဲ့တိုက်မိဒါမဲ့တိုက်မိပြီးတော့အောက်ပြုတ်ကျသွားလို့ဒါမျိုးတွေလည်းပဲမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့တော့ဒီအတိုင်းပါပဲစီမီးခွက်မှာမီးစာကုံလို့မို့မီးငြိမ်းရတယ်လို့တဲ့လူပြည်မှာရှိနေတဲ့တက်တန်းကုံခန်းသွားလို့ဆိုပြီးတော့ကွယ်လွန်ရတာနဲ့တူပါတယ်စီရှိသေးပေမဲ့မိသားကုံသွားတယ်ငြိမ့်သွားတယ်ဒီအတိုင်းပဲကံရှိသေးပေမဲ့တက်တန်းကုံသွားတယ်ကွယ်လွန်ရတယ်ဒါနဲ့တူပါတယ်နောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ဟောမိသားကတော့ရှိသေးတယ်စီကုံသွားတယ်ဒါကြောင့်ကွယ်လွန်ရတာရှိသလိုဦးဇင်းတို့တရားနာပြည့်တဲ့တက်တန်းကတော့ရှိသေးတယ်သူ့မှာရှေးဘဝတုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကံကကုံသွားလို့ဆိုပြီးတော့ကွယ်လွန်ရတာလည်းပဲရှိပါတယ်
နောက်တစ်ခုကတော့မိစားလဲကုံစီလဲကုံတဲ့အတွက်မိငိမ့်ရသလိုပဲတက်တန်းလဲကုံကုသိုလ်ကံလဲပဲကုံလုံးမို့ကွယ်လွန်ရတာလည်းပဲရှိပါတယ်တဲ့အဲ့ဒါမျိုးကိုဦးဇင်းတို့တရားနာပြည်တဲ့အရက်ထဲမှာကတော့ဘယ်လိုပြောတော့မိစားကုံစီခန်းလို့ဒီလိုပြောကြတယ်နော်ဆိုကြပါစို့တချို့အသက်ကြီးတွေကြီးပြီယောဂါကဆွဲပြီးတော့လာတဲ့ဆရာဝန်မျိုးမျိုးနဲ့ဆေးကုတယ်ကုလို့ကိုမရတော့ဘူးကွယ်လွန်သွားတယ်ဩမိစားကုံစီခန်းဒီလိုပြောကြတယ်နော်တချို့ကြတော့ဦးဇင်းတို့တရားနာပြည်သက်ရေရခေါနာကစီမီးခွက်မှာလေတိုက်လို့ငိမ့်နာမျိုးမိုးနဲ့မိလို့ငိမ့်နာမျိုးဒါမှမဟုတ်ဘာတော့ဆိုလို့ရှိရင်တစုံတစ်ခုနဲ့တိုက်မိခိုင်းမိလို့အောက်ပြုတ်ကြပြီးတော့ငိမ့်သွားတာမျိုးဒါမျိုးတွေရှိသလိုပဲကုသိုလ်ကံတွေလည်းပဲရှိသေးတယ်တက်တန်းတွေလည်းပဲရှိပါသေးရဲ့တန်းနဲ့ဂျားတဲ့ကနေပြီးတော့ဝင်ပြီးတော့နှောက်ယှက်တတ်တဲ့အကုသိုလ်ကံကြောင့်ကွယ်လွန်ရတာနော်အဲ့ဒါမျိုးလည်းပဲရှိပါတယ်တဲ့အဲ့ဒါကြတော့စီမီလည်းရှိပါသေးရဲ့တန်းနဲ့မိစားလည်းရှိပါရဲ့သေးရဲ့တန်းနဲ့ဂျားတဲ့မှာအန္တရာယ်တစ်ခုခုကြောင့်ပျက်စီးရတာမျိုးပါတဲ့မိငိမ့်ရတာမျိုးပါတဲ့ဆရာတော်ကြီးများကထင်ရှားအောင်ဥပမာပေးထားသစ်ပင်လေးတွေနဲ့လည်းပဲဥပမာပေးနိုင်တယ်ဆိုကြပါစို့ရက်တရာစပါးဆိုတာရှိတယ်ရက်တရာဆိုရင်ရိတ်သိမ်းရတယ်သူ့ရဲ့တက်တန်းကဒါရက်တရာကျော်ပြီဆိုလို့ရှိရင်တက်တန်းကုန်တာပဲအဲ့တော့ရက်တရာစပါးတွေလဲဆိုလို့ရှိရင်သူ့တတ်မှတ်ထားတဲ့ကာလကုန်ခန်းသွားပြီဆိုလို့ရှိရင်ဆက်ပြီးတော့မကြီးနိုင်တော့ဘူးတခါရက်တရာတော့မပြေသေးဘူးဒီကြားထဲမှာရေပြတ်လို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတခါတော့ဒီလိုလဲပဲကွယ်လုံးဘာလို့ဆိုလို့ရှိရင်စပါးပင်တည်သွားနိုင်တယ်ဒီကြားထဲမှာလူကနေပြီးတော့ရိတ်ဖြတ်လို့ဆိုပြီးတော့လည်းပဲတည်နိုင်တယ်နှစ်ခုလုံးသူ့ရဲ့ကာလအပိုင်းခြားလည်းပဲကုံလွန်လို့ဂျားတွေကအထောက်ပံ့ကြောင်းတွေလည်းပဲကုံလွန်လို့ဆိုပြီးတော့ဒီလိုလည်းပဲသိနိုင်တာမရှိဘူးလားရှိတယ်တဲ့ဒါကြောင့်မို့ဦးဇင်းတို့တရားနာပိဋကများလူလောကအနေနဲ့ပြောတာနော်နတ်ပြည်တို့ဘာတို့မှဆိုလို့ရှိရင်ကွယ်လွန်ကြီးရဲ့အကြောင်းဒီပြင်းနည်းတွေရှိပါတယ်ခုဟာကတော့လူလောကအနေနဲ့ပြောမယ်ဆိုရင်တို့လူသားတွေကွယ်လွန်ကြီးရဲ့အကြောင်းဘယ်နှမျိုးလဲတော့၄မျိုးတဲ့အဲ့ဒီလိုအကြောင်း၄မျိုးနဲ့ကွယ်လွန်ကြတော့မဲ့ပုံကိုယ်တွေမှာဘဝရဲ့နောက်ဆုံးအချိန်ဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်သိညိုကျမ်းကပြောတယ်တထာသမရန္တာနံပါဏမရဏကာလေယထာရံဘိမုခိဘူတံဘဝန္တရိပတိတန္တိဇနကံကမ္မံဝါတံကမ္မကရဏကာလေရူပတိကမုပ္ပါလတ္တပုပ္ပမုပ္ပကရဏဘူတင်္စာကမ္မနိမိတံဝါအနန္တရာမုပ္ပိဇာမာနဘဝေဥပါလဝိတ္တဗမုပ္ပဘောဂဘူတင်္စာကတိနိမိတံဝါကမ္မပလေနသနံဒွါရဏံအညတရသမိန်ပိစုပဋ္ဌာတိကွယ်လွန်ခြင်းရဲ့အကြောင်း၄မျိုးတည်းကအကြောင်းတစ်မျိုးမျိုးကြောင့်နဲ့ကွယ်လွန်ကြတော့မဲ့ပုံကိုယ်ဒီမှာဆိုရင်ကွယ်လွန်ကာနီးအချိန်အခါကာလမှာအာယုံ၃မျိုးတည်းကတစ်မျိုးမျိုးမိမိတို့ရဲ့6ဓာရမှာထင်လာတတ်ပါတယ်အဲ့ဒီအာယုံ၃မျိုးကတော့ဘာတွေတုံးဆိုရင်ကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတဲ့ကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတဲ့ပြောကြည့်ပါပါလေတော့ဂတိနိမိတ်အာယုံအဲ့တော့ယခုနကပြောခဲ့တယ်နော်ဒီဘဝကနေကွယ်လွန်တော့မယ်ဆိုရင်ခြေတလန်းလှမ်းလိုက်တာနဲ့ဥစဉ်တော်တရားနာပြည်တရဟိုဘက်ဘဝဆိုတာရောက်ရတော့မှာနော်ရောက်ရတော့မှာဆိုလို့ရှိရင်အဲ့ဒီကွယ်လွန်ကာနီးပုဂ္ဂိုလ်မှာတဲ့ကွယ်လွန်ကာနီးမှာခုပြောခဲ့တဲ့အာယုံ၃မျိုးတည်းကတစ်မျိုးမျိုးထင်းကိုထင်ပြီးမှကွယ်လွန်တာပါကံအာယုံဆိုတာကဘယ်လိုတုံးဆိုရင်ဒီမှာကပြောထားတာကတော့အဘိမုခိဘူတံဘဝန္တရေပတိတန္တိဇနကံကမ္မံဝါနောက်ဘဝမှာပဋိသန္ဓေကြိုပြီးတော့မဲ့ကံအာယုံနဲ့အာယုံထဲမှာပေါ်လာအာယုံထဲမှာပေါ်လာအဲ့တော့ကံအာယုံဆိုတာကဘယ်လိုပုံစံမျိုးနဲ့ပေါ်လာတာတုံးဆိုလို့ရှိရင်တဲ့မိမိတို့ကုသိုလ်ကံအကုသိုလ်ကံတွေလှုပ်ပြီးတော့လာခဲ့တယ်
ဒီကြားထဲမှာဘလောက်ကြီးမေ့ထားတဲ့အဲ့ဒီကံကအကျိုးပေးတော့မယ်ဆိုရင်ယခုနကပထမပိုင်းကံ၄မျိုးဆိုတာပြောခဲ့တယ်နော်ကရုကကံပဲဖြစ်ဖြစ်အာတဏကံပဲဖြစ်ဖြစ်အာစိဏကံပဲဖြစ်ဖြစ်ကတ္တတာကံပဲဖြစ်ဖြစ်အဲ့ဒီဟာတွေတဲကနေပြီးတော့အကျိုးပေးတော့မယ်ကံတစ်မျိုးမျိုးကတဲ့မိမိရဲ့အာယုန်ထဲမှာတတိယလာပါတယ်တဲ့ဒီကြားထဲမှာဘလောက်ကြီးမေ့ထားအဲ့ဒီအချိန်မှာပေါ်ကိုပေါ်လာတာတဲ့နော်ပေါ်ကိုပေါ်လာတာအဲ့တော့ပြန်ပြီးတော့ဘယ်တော့ကကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်ဘယ်တော့ကမကောင်းမှုအကုသိုလ်ကိုလုပ်ခဲ့တယ်ဆိုပြီးတော့အာယုန်ထဲမှာစိတ်ထဲမှာပြန်ပြီးတော့တတိယလာတတ်ပါတယ်နောက်အဲ့ဒီကံအာယုန်ကနောက်ပုံစံဘလို့နဲ့ပေါ်လာတတ်သေးတုံးဆိုလို့ရှိရင်ငကိုယ်တော့ကလှုပ်ခဲ့တဲ့ကံကိုပဲဥစဉ်တို့တရားနာပြိတ္တကြီးယခုတဖန်အသစ်ပြန်ပြီးတော့လုံနေရတယ်လို့အာယုန်ထဲမှာပေါ်ပါတယ်အဲ့တော့ကံအာယုန်ပေါ်ပုံအချင်းအရာက2မျိုးပေါ့ရိုးရိုးငကိုယ်တော့ကလှုပ်ခဲ့တာကိုပြန်ပြီးတော့အာယုန်ထဲမှာတတိယလာတာက1မျိုးပေါ့နော်အဲ့ဒီလိုမဟုတ်ဘဲနဲ့ယခုပဲပြန်ပြီးတော့လုံနေရတယ်လို့ထင်းလာတာက1မျိုးတဲ့ဘယ်နှမျိုးတော့2မျိုးနော်ဦးဇင်းတို့စကိုင်းမှာကျောင်းတိုင်ကမာကြီးတရားကွယ်လွန်ကနီးကြတော့ဘာတွေပြောတော့ဆိုလို့ရှိရင်သူ့ကိုယ်သူတတိတွေမေ့မျောပြီးတော့နေပြီနော်အဲ့ဒီလိုအနေအထားမျိုးမှာဗဇက်ကဘာတွေရောင်းတော့ဆိုလို့ရှိရင်စားကြပါအာမနာကြပါနဲ့ကိုယ်အိမ်လိုသဘောထားပြီးတော့စားကြပါဆိုပြီးတော့အဲ့ခံပွဲတစ်ခုလုံနေတဲ့ပုံစံမျိုးနဲ့သူဗဇက်ကနေပြီးတော့ရောင်းနေအဲ့တော့ဦးဇင်းတို့တရားနာပြိတ္တရဲ့အဲ့ဒါပြောမှဆိုရင်ဒါကံအာယုန်ထင်ပြီးတော့နေတယ်ဆိုပြီးတော့ဒီလိုအောင်းမရတယ်ပေါ့အရင်တော့ကလည်းပဲဘာလို့ဆိုရင်သူကအလှူတန်းနေဝါသနာပါခဲ့တယ်ခဏစွန်းတို့ဘာလို့ကတ်တယ်အဲ့ခံပွဲတွေဘာတွေမကြလှုပ်တဲ့ခါကျတော့အဲ့ဓာတွေကအာယုန်ထဲမှာထင်လာပြီးတဲ့ခဲတော့အဲ့ခံပွဲအသစ်ထပ်ပြီးတော့လုံနေရတယ်လို့အာယုန်ထဲမှာပေါ်ပြီးတော့ဗဇက်ကနေပြီးတော့အဲ့ခံပွဲမှာလူတွေကိုဘာလို့ဆိုရင်ဧည့်သည်တွေကိုကြိုဆိုပြီးတော့နေတဲ့ပုံစံမျိုးပေါ့နော်လာကြပါစားကြပါတောက်ကြပါအာမနာကြပါနဲ့ပျော်ပျော်ပါစသည်အပြင်ဒီလိုပြောတယ်နော်အဲ့ဒါဘာအာယုန်ထင်တာတော့ကံအာယုန်ထင်တာကံအာယုန်ထင်ပုံက2မျိုးရိုးလေးပြန်ပြီးတော့ငကိုယ်တော့ကလှုပ်ခဲ့မိတာကိုတတိယပြီးတော့ထင်လာတာက1မျိုးယခုတဖန်ပဲပြန်ပြီးတော့အသစ်လုံနေရပြီးတဲ့ကဲ့သို့ထင်လာတာက1မျိုးတဲ့2မျိုးရိုးလေးပြန်ပြီးတော့အောင်းမိမိတဲ့ကံအာယုန်ထင်ပုံကတော့ဥစဉ်တို့စဉ်းစားမိတယ်ဘယ်လိုဖြစ်မလဲဆိုရင်ဥစဉ်တို့တရားနာပြိတ္တရဲ့တခါတရံမြန်ကြုံမှုရမှာပေါ့နေ့လေတုန်းကလှုပ်ခဲ့တဲ့အကြောင်းအရာတွေညအိပ်ရာဝင်တော့အိပ်မပျော်သေးခင်အာယုန်ထဲမှာပေါ်မလာဘူးလားပေါ်လာတယ်နော်တခါတရံခီးသွားကြတယ်ကားစီးပြီးတော့သွားကြတယ်ယထာစီးပြီးတော့သွားကြတယ်အဲ့လိုကနေပြီးတော့တနေရာရောက်ညအိပ်တော့မယ်ဆိုရင်အမက်လေးကားစီးနေရတဲ့ပုံနော်ယထာစီးနေရတဲ့ပုံအာယုန်ထဲမှာစိတ်ထဲမှာထင်းပြီးတော့နေတယ်နော်ကံအာယုန်ထင်တာအဲ့ဒီလိုပုံစံမျိုးဖြစ်လိမ့်မယ်ဆိုပြီးတော့ဥစဉ်အောင်းမိမိတယ်နော်အဲ့တော့ထားကြပါစို့ကွယ်လွန်ကနီးပုံကိုယ်တွေမှာရှေးတုန်းကလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်တွေကံတွေပြန်ပြီးတော့တတိယလာတယ်တဲ့ TV ဖန်သားပြင်နော်ရုပ်ရှင်ပိတ်ကားပေါ်မှာကြည့်ပြီးတော့နေရတယ်လို့ပြန်ကိုတတိကိုရလာတယ်ဘလောက်ကြီးဇွတ်မိတ်ပြီးတော့မေ့လို့ကိုမှမရဘူးတတိရလာတယ်တခါပြန်ပြီးတော့အသစ်လုံနေရပြီးတကယ်လို့လည်းပဲထင်လာတတ်ပါတယ်တဲ့အဲ့ဒါကံအာယုန်ထင်ပုံပါပဲနောက်ထင်လာတတ်တဲ့အာယုန်တစ်မျိုးကဘာလို့ဆိုရင်ကမ္မနိမိတ်အာယုန်တဲ့ဘာအာယုန်လဲတော့ကမ္မနိမိတ်အာယုန်ဆိုတာကိုလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံဒီကံတွေလှုပ်စင်တော့ကရှိခဲ့တဲ့အမှတ်အသားတွေကမ္မနိမိတ်အာယုန်ထင်ပုံကလည်းပဲဥစဉ်တော့တရားနာပြိတ္တများ2မျိုးတဲ့အဲ့ဒီ2မျိုးကဥပလတ္ထပုပ္ပဥပကရဏဗုဒ္ဓဥပလတ္ထပုပ္ပဆိုတာကဒီကုသိုလ်ကံအကုသိုလ်ကံလှုပ်တုံးက
ကပ်ပြီးတော့ရခဲ့တဲ့ပဓာနာအာယုံဥပကရဏဗုဒ္ဓဆိုတာကဒီကုသိုလ်ကံအကုသိုလ်ကံလုံးတုံးကဘေးအထောက်အပံ့အနေနဲ့ပါဝင်ခဲ့တဲ့အချမ်းအယံအာယုံတဲ့လူရင်းအဖြစ်ပြောမယ်ဆိုရင်ပဓာနာအာယုံရဲ့အချမ်းအယံအာယုံရဲ့တဲ့ကမ္မနိမိတ်ဘယ်နှမျိုးတဲ့တော့2မျိုးနော်ပဓာနာအာယုံရဲ့အချမ်းအယံအာယုံရဲ့ဆိုတာကဘယ်လိုကွဲပြားအောင်ပြောရမလဲဆိုရင်ဥစဉ်တို့တရားနာပြည်သက်တွေဆိုကြပါစို့တကားတယောက်တက္ကမတယောက်ကျောင်းဆောက်ပြီးတော့လှူဒန်းထားကျောင်းဆောက်ပြီးတော့လှူဒန်းထားတော့ကွယ်လွန်ကာနီးအခါကာလမှာအဲ့ဒီကျောင်းကြီးအာယုံထဲမှာပေါ်လာတယ်ကိုဆောက်လုပ်ခဲ့တဲ့ကျောင်းကြီးမြင်ပြီးတော့လာတယ်နော်အဲ့ဒါပဓာနာအာယုံပဲတဲ့ဥပလတ္တပုပ္ပအာယုံပဲနောက်အချမ်းအယံအာယုံဆိုတာကတော့ဘယ်လိုတုံးဆိုရင်ဒီကျောင်းဆောက်တုံးကအုတ်တွေစုခဲ့တယ်သဲတွေစုခဲ့တယ်တံမီတွေစုခဲ့တယ်ဒါတွေမြင်တွေ့ရမယ်ပေါ့ဒီကျောင်းရည်စက်ချပွဲတုံးကနေပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေကိုဆွန်းဆက်ကလှူဒန်းခဲ့တယ်သင်္ကန်းတွေပါတယ်လှူဒန်းခဲ့တယ်ဒါဒီလိုဟာတွေမြင်ရမှာပေါ့အဲ့ဒီလိုအချမ်းအယံအာယုံတွေကိုမြင်တာကြတော့ဥပကရဏဗုဒ္ဓအာယုံလို့ဒီလိုခေါ်တယ်အဲ့တော့ကမ္မနိမိတ်အာယုံထင်တယ်ဆိုတာကပဓာနာအာယုံလည်းပဲထင်တတ်တယ်အချမ်းယံအာယုံလည်းပဲထင်တတ်တယ်ဖယားစေတီတည်ထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖယားကြီးအာယုံထဲမှာလာပြီးတော့ပေါ်တယ်ဒါပဓာနာအာယုံဥပလတ္တအာယုံအဲ့ဒီလိုမဟုတ်ဘဲနဲ့ဖယားကိုမိမိကစီမီပူဇော်ခဲ့တာရေမွေးတိုင်းနေနဲ့ပူဇော်ခဲ့တာဒါတွေကိုမြင်ရတယ်ဖယားရှိခိုးပြီးတော့နေရတဲ့အချမ်းအယံအာယုံဒီလိုတွေလည်းပဲမြင်ရတတ်ပါတယ်တဲ့နော်အဲ့ဒါကုသိုလ်ဘက်ကပြောတာပေါ့စွန်းဆက်ကလူတန်းခဲ့ကြတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်မိမိကတ်ခဲ့တဲ့စွန်းနေပြန်ပြီးတော့အာယုံထဲမှာမြင်ရတယ်အဲ့တော့တခါအချမ်းအယံနေနဲ့ဆိုလို့ရှိရင်တန်ဃာတော်ရှင်သူမြတ်တွေပင့်လာတာတွေဘာတွေညာတွေဒီဟာတွေမြင်ရမယ်အဲ့ဒီလိုပဓာနာအာယုံကိုလည်းပဲမြင်ရတယ်အချမ်းအယံအာယုံကိုလည်းပဲမြင်ရတတ်တယ်ဒါကုသိုလ်ဘက်ကပြောတာပေါ့နော်အကုသိုလ်ဘက်ကဆိုလို့ရှိရင်လည်းဥစဉ်တို့တရားနာပြီးတတ်ရင်သူများအသက်ကိုတတ်ထားတဲ့ပုဂ္ဂိုလ်တရားကိုတတ်လိုက်တဲ့ပုဂ္ဂိုလ်ကိုအာယုံထဲမှာလာပြီးတော့ပေါ်တယ်ဒါဥပလတ္တပုပ္ပတဲ့ပဓာနာအာယုံပဲနော်ဒီလူကိုတတ်မဲ့လို့တုန်းကဘာတွေသုံးခဲ့တယ်လဲတနတ်သုံးခဲ့တယ်လေးတွေသုံးခဲ့တယ်မြားတွေသုံးခဲ့တယ်လှန်တွေသုံးခဲ့တယ်ဓားတွေသုံးခဲ့တယ်အဲ့ဒီလက်နက်တွေဘာတွေပြန်ပြီးတော့နေရတာကြတော့အချမ်းအယံအာယုံနဲ့ဥပကရဏဗုဒ္ဓအာယုံဓားတွေကိုလည်းပဲမြင်ရတတ်ပါတယ်တဲ့နော်သူများပစ္စည်းဥစ္စာခိုးခဲ့တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခိုးခဲ့တဲ့ပစ္စည်းတွေမြင်ရတယ်ဥပလတ္တပုပ္ပပဓာနာအာယုံဒီဟာခိုးဖို့ဆိုပြီးတော့လှုပ်တုံးကနေပြီးတော့အချမ်းအယံပစ္စည်းတွေစုဆောင်းခဲ့တယ်ဆိုကြပါစို့ဖောက်ထွင်းရေးလှုပ်တော့မယ်ဆိုလို့ရှိရင်ဒီဖောက်ထွင်းရေးလှုပ်ဖို့ဆိုပြီးတော့စောက်တို့ပလာယာတို့ဘာတွေညာတွေစုဆောင်းထားတယ်ဒီလိုပစ္စည်းတွေမြင်ရမယ်ရှိမယ်အဲ့ဒါဥပကရဏဗုဒ္ဓတဲ့အဲ့တော့ဥစဉ်တို့တရားနာပြီးတတ်ဒီနားလည်ပါပြီနော်ကမ္မနိမိတ်အာယုံထင်မုံဘယ်နှမျိုးတဲ့တော့2မျိုးနော်ဥပလတ္တပုပ္ပလို့ခေါ်ရတယ်ပဓာနာအာယုံထင်တာရဲ့ဥပကရဏဗုဒ္ဓလို့ခေါ်ရတယ်အချမ်းအယံအာယုံထင်တာရဲ့တဲ့2မျိုးရှိပါတယ်ဂောပကတိဝလိဆိုတာရှိခဲ့ဘူးတဲ့တီဟိုကျွန်းမှာသူကတာလိုက်ပိဋ္ဌိဝိဟာရလို့ခေါ်ရတယ်ကျောင်းတိုက်ကြီးတိုင်းမှာတဲ့ဇေဒီကြီးတည်ခဲ့တယ်ကွယ်လွန်ကာနီးကာလကြတော့အဲ့ဒီဇေဒီကြီးကအာယုံထဲမှာပေါ်ပြီးတော့ကွယ်လွန်သွားတယ်တဲ့ကောင်းရာတုဂတိရောက်သွားတယ်ဒါကမ္မနိမိတ်အာယုံထင်းပြီးတော့ကွယ်လွန်တာပဲမြတ်စွာဘုရားလက်ထက်တုန်းကဂိဇကုတ်တောင်မှာပိဋ္ဌာကြီးတွေတွေ့ရအဲ့မှာအရင်ဘဝတုန်းကနေပြီးတော့နွားတတမဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့သူ့ကွယ်လွန်ကနေကြတော့ဘာတွေမြင်ရတော့ဆိုရင်အယိုးပုံကြီးတွေမြင်ရတယ်သူကနွားတွေတတ်ပြီးတဲ့ခါကျတော့အသားတွေမြင့်ပြီးတော့အယိုးတွေကိုစုပြီးတော့ထားတာ
ဒီအယိုးပုံကြီးတွေမြင်ရတယ်တဲ့ဒါဥပကရဏဗုဒ္ဓအာယုံကမ္မနိမိတ်အာယုံမြင်ရတာတဲ့နော်ဒီလိုတွေရှိတယ်အဲ့ဒါကြောင့်မို့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ဥစဉ်တို့တရားနာပြီးတတ်ရေကမ္မနိမိတ်အာယုံဆိုတာကလည်းပဲမိမိတို့ကွယ်လွန်ကနီးကာလမှာဆိုရင်ပေါ်ကိုပေါ်လာတယ်တဲ့နော်ပဓာနာအာယုန်နေနဲ့လည်းပဲပေါ်လာတယ်အချမ်းရံအာယုန်နေနဲ့လည်းပဲစိတ်ထဲမှာပေါ်လာတယ်မမြင်ရင်လို့မရဘူးမျက်စိထဲမှာမြင်ငိုပြီးတော့လာတယ်နော်နားထဲမှာကြားပြီးတော့လာတယ်မျက်စိနားနာလျှာကိုစိတ်ပေါ့နော်ဓဝရ6ပါးမှာမိမိရဲ့ကံစွမ်းအားကြောင့်ပေါ်ကိုပေါ်လာတတ်ပါတယ်တဲ့နောက်တစ်ခုကတော့ဥစဉ်တော်တရားနာပြည်တံများကွယ်လွန်ကနီးပုဂ္ဂိုလ်တွေမှာပေါ်လာတတ်တဲ့အာယုန်တစ်မျိုးကဂတိနိမိတ်အာယုန်တဲ့ဘာအာယုန်လဲတော့ဟောဒီဂတိနိမိတ်အာယုန်ဆိုတာကတော့ဘလို့အာယုန်လို့ဆိုရင်ကိုရောက်ရမယ့်ဘဝကိုကြိုပြီးတော့မြင်နေရတာအဲ့ဒီဂတိနိမိတ်အာယုန်ထင်ပုံကလည်းပဲ2မျိုးရှိသေးတယ်တဲ့အနန္တရာမုပ္ပိဇာမာနာဘဝေဥပါလဗိတပမုပဘောဂဗုတင်္စာဂတိနိမိတ်တံဝါနောက်ဖြစ်ရမယ့်ဘဝမှာဓာတ်ရိုက်ရမယ့်ပဓာနာအာယုံလို့ခေါ်ရတယ်ဥပါလဗိတပအာယုံအချမ်းရံအာယုံလို့ခေါ်ရတယ်ဥပဘောကအသုံးအဆောင်ပစ္စည်းအာယုံနဲ့သူကလည်းပဲ2မျိုးရှိပါတယ်ဥပမာဆိုကြပါစို့ဥစဉ်တို့တရားနာပြည်တတ်ရေကုသိုလ်ကံအလွန်တရာကောင်းတဲ့ပုဂ္ဂိုလ်ကြီးကွယ်လွန်ပြီနတ်ပြည်ရောက်တော့မယ်ဆိုရင်ကိုရောက်မဲ့နတ်ပြည်ကြီးကိုကြိုပြီးတော့လှမ်းပြီးတော့လူပြည်နေရတယ်မြင်နေရတာဒါမျိုးရှိတယ်အဲ့ဒီလိုနတ်ပြည်ကြီးကိုမြင်နေရတာဒါပဓာနာဥပလဗိတပအာယုအဲ့ဒီနတ်ပြည်ရောက်တဲ့အခါကျတော့သုံးဆောင်ခံစားရမယ်ဟောပရိသပင်တို့ဥယင်တို့ရေကန်တို့ဒီလိုအချမ်းအယံအသုံးအဆောင်ပစ္စည်းတွေကိုလည်းပဲလှမ်းပြီးတော့မြင်ရတတ်ပါတယ်တဲ့ဒါဥပဘောဂအာယုံလို့ဒီလိုခေါ်ပါတယ်ဒါကနတ်ပြည်ရောက်မဲ့ပုံကိုယ်တွေကိုပြောတာလူဖြစ်ကြမဲ့ပုံကိုယ်တွေကြတော့အာယုံနဲ့မှာဘာပေါ်လာတော့ဆိုလို့ရှိရင်ကဗလာကြီးလိုနီနီကြီးတွေမြင်လာရတယ်တဲ့ဒီလိုဆိုတယ်နော်အဲ့တော့ငရဲဖြစ်ကြမဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ဟာငရဲပြည်ကိုလှမ်းပြီးတော့မြင်ရတယ်တဲ့နော်တခါတရံကြတော့ဥစဉ်တို့တရားနာပြည်တတ်ကြီးငရဲပြည်မှာရှိနေတဲ့ငရဲအိုးကြီးတွေဒါတွေမြင်ရတယ်ခွေးကြီးတွေမြင်ရတယ်လက်ပံမင်းကြီးတွေမြင်ရတယ်ငရဲသူငရဲသားတွေပြေးလွှားပြီးတော့လှုပ်ရှားပြီးတော့အော်ဟစ်ညှဉ်းညူနေရတာဒါတွေကိုမြင်ရတယ်တဲ့အဲ့ဒါဘာအာယုန်တွေကိုမြင်နေရတာတုံးဆိုရင်ဂတိနိမိတ်အာယုန်ကိုမြင်နေရတာပါဘာအာယုန်ကိုမြင်နေရတာတုံးအဲ့တော့ဥစဉ်တို့တရားနာပြည်တတ်ကြီးကံအာယုံဆိုတာရှိတယ်ကမ္မနိမိတ်အာယုံဆိုတာရှိတယ်ဂတိနိမိတ်အာယုံဆိုတာရှိတယ်စုစုပေါင်းဘယ်နှမျိုးတော့3မျိုးကွယ်လွန်ကနီးမှာအဲ့ဒီ3မျိုးမထင်မဲနဲ့ကွယ်လွန်တဲ့ပုဂ္ဂိုလ်ဆိုတာရှိကိုမရှိဘူးလေနော်ယဟန္တာများကလွဲမယ်ဆိုလို့ရှိရင်ကြံတဲ့ပုဂ္ဂိုလ်အဲ့ဒီအာယုံ3မျိုးတစ်မျိုးမျိုးထင်းကိုထင်ပြီးမှကွယ်လွန်တာပါအလွန်တရာလျင်မြန်နဲ့ကွယ်လွန်ခြင်းရှိတဲ့ပုံကိုယ်တွေတောင်းမှဒီအာယုံ3မျိုးကတစ်မျိုးမျိုးကတော့ထင်းကိုထင်ပါတယ်။ဥပမာဆိုကြပါစို့လူတစ်ယောက်ကရှေ့ကနေစိုက်သွားနေတယ်။သူ့ရဲ့ရန်သူကနေသူ့ကိုချောင်းမြောင်းပြီးတော့လှုပ်ကြံတက်ဖြတ်တယ်။အဲ့လိုချောင်းမြောင်းပြီးတော့လှုပ်ကြံတက်ဖြတ်တယ်ဆိုလို့ရှိရင်သူဟာအလွန်တရာလျင်မြန်နဲ့ကွယ်လွန်ခြင်းနဲ့ကွယ်လွန်တယ်။ကွယ်လွန်ပေမဲ့လည်းပဲသူဟာကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတခုကတော့ထင်းကိုထင်ပြီးမှကွယ်လွန်မှာပါကြောက်ပြင်ပေါ်မှာရင်တကောင်နားပြီးတော့နေတယ်အဲ့ဒီလိုကြောက်ပြင်ပေါ်မှာရင်တကောင်နားပြီးတော့နေတော့လူတယောက်ကနေပြီးတော့အဲ့ဒီရင်ကိုကြောက်တုံးတစ်ခုနဲ့ထုတက်ပလိုက်တယ်ခေါနာရှင်ကဘာဆိုဘာမှဟိုကတွေးနေတာဒါတွေးနေတာရှိမယ်သူ့ကိုထုတတ်မှာဆိုတာလည်းပဲမသိဘူးနော်အလွန်တရာလျင်မြန်နဲ့အဲ့ဒီလိုကွယ်လွန်တဲ့ရင်တောင်မှာကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတခုခုကတော့ထင်းကိုထင်ပြီးမှကွယ်လွန်မှာပါတဲ့အဲ့ဒီတော့ဥစဉ်တို့တရားနာပြည်တတ်ရေ
လူရည်လို့ဖြစ်လာကြပြီဆိုရင်ယဟန္တာမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီအာယုံ၃မျိုးကတော့တစ်မျိုးမျိုးထင်းကိုထင်မှာဆိုပြီးတော့မသိရဘူးလားသိရတယ်တခါတရံများဥစဉ်တော်တရားနာပိသက်တွေကြားဘူးကြမှာဟောကွယ်လွန်ကနီးမှာလှုပ်ကြပါအောင်ကဲကြပါအောင်ခွေးကြီးတွေကလိုက်ပြီးတော့နေပါပြီဒါမျိုးတွေအော်ဟိညင်းညူပြီးတော့နေကြတာမရှိဘူးလားရှိတယ်မြတ်စွာဘုရားလက်ထက်တုန်းကဆိုစုံဒတုဂရိကဝတ္တတမနှစ်ပေါင်းများစွာဝက်တွေတတ်ခဲ့ဘဝရဲ့နောက်ဆုံးချိန်ကျတော့ဥစဉ်တော်တရားနာပြည်သက်ရဲ့အဝီစီငရဲကနေပြီးတော့ငရဲပြီးဘူးလှမ်းဟတ်တယ်ပဲဆိုကြပါအမှန်တန်ပူလောင်ပြီးတော့နေတယ်အိမ်ထဲမှာလေးဘက်ထောက်ပြီးတော့သွားပြီးတော့နေရတယ်ဗဇက်ကလည်းပဲអော်တယ်နောက်ပိုင်းကျတော့អော်ရင်နဲ့သူ့អော်တန်တွေကဝက်អော်တန်နဲ့တူးပြီးတော့နေရတယ်နော်အိမ်ရှင်တွေကမိသားစုကအိမ်တကားပိတ်ပြီးတော့ထားရယဟန်တွေကဆုံးငံကြွရင်းနဲ့စုံဒတုကရိကရဲ့စုံဒဝက်ထိုးသမားဝက်တသမားရဲ့အိမ်ကဝက်អော်တန်ကြားတော့နော်ဒီဝက်တသမားကတော့အိမ်တကားပိတ်ပြီးတော့ဝက်တွေတတ်နေပြန်ပြီဆိုပြီးတော့ဒီလိုအောင်းမိနေကြတာတကယ်ကတော့ဥစဉ်တော်တရားနာပိသက်တွေဝက်တတ်နေတာဟုတ်ကဲ့လားမဟုတ်ဘူးသူကိုယ်တိုင်အကုသိုလ်ကံနှိမ့်ဆက်ပြီးတော့ရောက်ရမဲ့အဝီစီငရဲမိဘူးရဲ့အပူတွေဟာပြီးတခိုက်တော့ဒီလိုဒုက္ခခံပြီးတော့နေရတာအဲ့ဒါမျိုးဂတိနိမိတ်ထင်နေတာလို့ဒီလိုပြောရမှာပဲနော်ဟောဓမ္မိကဥပါလကတို့ကြဥစဉ်တော်တရားနာပိသက်များကုသိုလ်ကောင်းမှုတွေသိပ်လုပ်ထားကွယ်လွန်ကနီးကြတော့ဟောနောက်ဆုံးရဲ့အချိန်လေးမှာငါမြတ်စွာဘုရားရဲ့တရားဓမ္မတွေနာကြားခြင်းသေးတယ်ဆိုပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေကိုပင်းပြီးတော့မဟာတတိပဋ္ဌာနာတုတ်နာကြားမယ်ဆိုပြီးတော့လှုပ်တန်ဃာတော်ရှင်သူမြတ်တွေကမဟာတတိပဋ္ဌာနာတုတ်ကိုစတင်ပြီးတော့ရွတ်ဖတ်တယ်ဆိုရင်ပဲကောင်းငင်ကနေပြီးတော့နတ်ပြည်6တက်ကနေပြီးတော့နတ်ယထာတွေရောက်လာတယ်ဒါတွေကိုသူကိုယ်တိုင်သိသိချာချာမြင်ရတယ်ဒီပြင်ပုဂ္ဂိုလ်တွေကသာမမြင်ရတာနော်တန်ဃာတော်ရှင်သူမြတ်တွေကမာတတိပဌာနာတုတ်ကိုရွတ်တယ်ဟောကောင်းငင်ကနတ်ယထာ6ဆင်းကနေပြီးတော့လာပြီးတော့ဓမ္မိကဥပါဒကကြီးကျုပ်တို့နတ်ပြည်ကိုလိုက်ခဲ့ပါကျုပ်တို့နတ်ပြည်ကိုလိုက်ခဲ့ပါဆိုပြီးတော့ခေါ်ကြတယ်အဲ့တော့သူကဘာတော့ဆိုလို့ရှိရင်နေပါအောင်ဓမ္မတရားနာနေတော့မှာဆိုတဲ့ဒီလိုပုံစံမျိုးနဲ့ပြောနေတာနော်နေပါအောင်ခဏနေကြပါအောင်လို့ဒီလိုပြောတာတန်ဃာတော်ရှင်သူမြတ်တွေကသူတို့ပေးရွတ်နေတာသူတို့တရားရွတ်နေတာကိုပဲရက်ခိုင်းနေထင်ပြီးတော့ရက်သွားကြနော်ကြောင်းထပြီးတော့ပြန်သွားကြအဲ့တော့ဓမ္မိကဥပါဒကကြီးသူ့အတွက်နတ်ယထာတွေလာပြီးတော့မြင်နေရတာလာနေတာကိုမြင်နေရတာဥစဉ်တော်တရားနာပြည့်တတ်ရေးအဲ့ဒါဂတိနိမိတ်အာယုံထင်နေတာလို့ဒီလိုပြောရမယ်အဲ့တော့ကဥစဉ်တော်တရားနာပြည့်တတ်ရေးလူလောကမှာတခါတရံများမှာဆိုလို့ရှိရင်လည်းပဲဒါကြားရတာတွေရှိတာပဲနော်ကောင်းရာတုဂတိရောက်ဖို့ဆိုပြီးတော့ကောင်းတဲ့အာယုန်တွေမြင်တွေ့ပြီးတော့နေရတဲ့အနေအထားတွေမကောင်းတဲ့အာယုန်တွေမြင်တွေ့ပြီးတော့နေရတဲ့အနေအထားတွေမကြားရဘူးလားကြားရတယ်ကံအာယုန်ကမ္မနိမိတ်အာယုန်ဂတိနိမိတ်အာယုန်ဆိုတာတခုခုထင်းကိုထင်ပြီးမှကွယ်လွန်တာကိုယ်စိတ်တို့ကြားဘူးလားလူတယောက်ကတော့ဘလို့ကွယ်လွန်တော့ဆိုလို့ရှိရင်သူကသေငယ်စောနဲ့မျောပြီးတော့နေပြီအဲ့ဒီလိုအနေထားမှာမနီးမဝေးမှာကျွဲကရွှွန့်ဘွက်ကိုဂျိုနဲ့ခတ်လိုက်တာနော်အဲ့ဒီတော့ရွှွန့်ဘွက်ကဘွက်ခနဲဆိုပြီးတော့မြည်သွားသူကအရင်ကလည်းပဲငါးတွေကိုဖမ်းပြီးတော့တပ်ဖြတ်စားတောက်ပြီးတော့နေတဲ့ရောင်းဝယ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဆိုတော့ကျွဲကရွှွန့်ကိုခတ်လိုက်လို့မို့ဘွက်ခနဲမြည်သွားတာကိုဟာငါးပွက်ပြီကွာဆိုပြီးတော့ပြောပြီးတော့တေးသွားနော်ဒါဥစဉ်တော်တရားနာပြည့်တတ်တယ်အဲ့ဒါသူလှုပ်ခဲ့တဲ့ငါးဖမ်းတာတွေကိုသူ့စိတ်ထဲမှာအာယုန်ထဲမှာမြင်ပြီးတော့နေတာဖြစ်မှာပဲနော်ဒါကံအာယုန်ထင်ပြီးတော့ကွယ်လွန်တာဖြစ်မှာပဲအဲ့တော့ပြောချင်တာကတော့ဘာတုံးဆိုရင်ကွယ်လွန်ငါနီးအခါကာလမှာကံအာယုန်ကမ္မနိမိတ်အာယုန်ဂတိနိမိတ်အာယုန်ဒီ၃မျိုးတွေကတစ်မျိုးကတော့ထင်းကိုထင်ပြီးမှကွယ်လွန်တာမထင်မဲနဲ့ကွယ်လွန်တာရဲ့လို့မရှိနိုင်ဘူးဆိုတာနော်ရုပ်တရက်ကွယ်လွန်တဲ့ပုံကိုယ်ဒီမှာဆိုရင်တော့စိတ်ပြည့်နေပြီတော့ထင်ရင်မှထင်ပါ
အဲ့လိုမဟုတ်ဘဲနဲ့ယောဂဆွဲပြီးတော့နေကြတယ်နာထာရှိယောဂသမားတွေကြတော့ဥစဉ်တို့တရားနာပြည့်တတ်ရေတော်တော်ကြာကြာကလေးကနေပြီးတော့ဒီလားရောက်ရမယ့်ဘဝတွေကိုမြင်ရတာတွေလည်းပဲရှိတတ်တယ်ရှိတတ်တယ်ဥစဉ်တို့ကြားဘူးတာတက္ကကြီးတယောက်ဒီလိုပဲကျမ်းမာရင်မကောင်းတဲ့ခါကျတော့မကောင်းတဲ့အာယုန်တွေကိုမြင်ရသူကကြားဘူးနာဝကလည်းပဲရှိပြီးတော့နေတော့ဒီမကောင်းတဲ့အာယုန်တွေမြင်ပြီးတော့နေရတော့ငါတော့မကောင်းတဲ့ဘဝတော့ရောက်တော့မယ်ထင်တယ်ဆိုပြီးတော့နော်ကွယ်လွန်ကနီးကာလမှာကုသိုလ်ကောင်းမှုလုပ်ချင်လို့ဆိုပြီးတော့သူ့ရဲ့တပည့်ကိုပြောတယ်ဘုန်းကြီးတွေပင့်ပေးသားမှာကွာဒီလိုပြောတယ်အဲ့တော့တပည့်ကလည်းပဲဘုန်းကြီးတွေနဲ့အရင်နှီးမှုကလည်းပဲမရှိဘူးသာသနာရေးဘာသာရေးတဲ့နဲ့ကလည်းပဲရင်းနှီးမှုကမရှိဘူးမရှိတဲ့ခါကျတော့သူဘုန်းကြီးတွေပြင်ပြီးတော့မပေးဘဲနဲ့ဗဇက်ကပဲစကားကိုလှိလွှဲပြီးတော့ဆရာကျမ်းမာသွားမှာပါနေကောင်းသွားမှာပါဆိုပြီးတော့ဒီလိုအားပေးနေကွယ်လွန်သွားဒီလိုလည်းပဲရှိတတ်တယ်အဲ့တော့ဦးဇင်းတို့ကဒီညမှာအထူးအားဖြင့်ပြောချင်တာကဘာပြောချင်တာတုံးဆိုလို့ရှိရင်ကွယ်လွန်ကနီးမှာကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံဒီသုံးမျိုးကတစ်မျိုးမျိုးထင်းကိုထင်ကြမှာအဲ့လိုထင်ကြတဲ့အခါမှာဆိုလို့ရှိရင်မကောင်းတဲ့အာယုန်တွေထင်ပြီးမြန်ကွယ်လွန်ရင်ဒီပုဂ္ဂိုလ်ဘယ်ဘဝကိုရောက်မလဲမကောင်းတဲ့ဘဝကိုရောက်သွားမှာအဲ့တော့မကောင်းတဲ့အာယုန်တွေထင်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေကိုအဲ့ဒီမကောင်းတဲ့အာယုန်တွေထင်နေတာကနေပြီးတော့ပျောက်သွားအောင်လုပ်ပေးလို့ရတယ်ဆိုတာဒါဦးဇင်းတို့ကအတိအကပြောချင်တာဆိုကြပါစို့ပုဂ္ဂိုလ်တူတယောက်မကြမ်းမဖြစ်ပြီးတော့နေပြီဆိုရင်ဘေးကနေအကဲခတ်ပြီးတော့ကြည့်လို့မို့သူဟာရခွန်နာကလို့လှုပ်ကြပါအောင်ကဲကြပါအောင်ခွေးတွေကလိုက်ပြီးတော့နေပါပြီနော်အမလီပူလာကြီးရဲ့လောင်လာကြီးရဲ့ဒီလိုများអော်ပြီးတော့နေတယ်ဆိုရင်ဥစဉ်တို့တရားနာပြည့်တတ်တယ်အဲ့ဒါကောင်းရဲ့လားမကောင်းဘူးနော်မကောင်းတဲ့ဘဝကိုရောက်တော့မယ့်အနေအထားအဲ့ဒီလိုအနေအထားမျိုးဆိုရင်မိမိတို့ကပြင်ပေးလို့ရတယ်တဲ့ပြင်ပေးလို့ရတယ်စာထဲမှာတိဟိုကျွန်းမှာသောနာဂိရီလို့ခေါ်တဲ့ကျောင်းတိုက်တိုက်ရှိသောနာဂိရီလို့ခေါ်တဲ့တောင်ကြီးမှာအစေလဝိဟာရလို့ခေါ်တဲ့ကျောင်းတိုက်တိုက်ရှိတယ်အဲ့ဒီကျောင်းမှာသတင်းသုံးပြီးတော့နေတာကအရှင်သောနာထေတဲ့ဓမ္မဂတိကဆရာတော်ကြီးတဲ့သူ့ရဲ့ခမဲတော်ကြီးကမုတ်ဆိုးတငါမျိုးနဲ့အဲ့ဒီလိုလုပ်ငန်းမျိုးနဲ့စီးပွားရေးလုပ်တယ်ဟာသူများအသက်တွေတတ်တယ်အကောင်ပလောင်တွေတတ်တယ်ရဲဆက်တတ်တယ်တတ်ပြီးတော့ဓာရီရောင်းဝယ်ဖောက်ကားပြီးတော့စားတော့ပြီးတော့နေတယ်စီးပွားရေးတွေလုပ်ပြီးတော့နေတယ်သားယဟန်ကနေတားတယ်ခမဲတော်ကြီးအဲ့ဒါတွေမလုပ်ပါနဲ့အကုသိုလ်ဖြစ်တယ်ဘလို့တားလို့မှမရဘူးဒါနဲ့ဒီလိုပုံစံမျိုးနဲ့အသက်ပဲကြီးပြီးတော့လာကြတော့တဲ့လာတော့သားယဟန်ကဒီတိုင်းဆိုလို့ရှိရင်တော့မလွယ်တော့ဘူးဆိုပြီးတော့ဒီခမဲတော်ကြီးကိုနော်အတင်းသင်္ကန်းဝတ်ပြီးတော့ပေးလိုက်ဦးစင်းကြီးဖြစ်သွားတော့အဲ့ဒီဦးစင်းကြီးဒီလိုနဲ့ဘဝနောက်ဆုံးအချိန်ရောက်တဲ့ခါကျတော့ဦးစင်းတို့တရားနာပြည့်တတ်ရေးအာယုန်တွေကဘလို့တွေထင်လာတော့ဆိုရင်တောင်ကြီးကနေပြီးတော့ခွေးကြီးတွေကတက်ပြီးတော့သူ့လာပြီးတော့ကြိုက်တော့မလို့ပေါ့နော်ငကိုတော့ကသူတတ်ခဲ့တယ်တရိษံတွေကနေပြီးတော့သူ့ကိုလာပြီးတော့ဝိုင်းဝန်းပြီးတော့တိုက်ကြခိုက်ကြတော့မလို့ဒီလိုပုံစံမျိုးတွေထင်ပြီးတော့လာတာနော်အဲ့လိုထင်ပြီးတော့လာတော့ဗဇက်ကနေပြီးတော့ရောင်ရမ်းနေဟဲ့ငါသား6ပါဟဲ့ဦးစင်းကြီးဘာဖြစ်လို့တော့ဆိုတော့မမြင်ဘူးလားခွေးတွေတက်လာပြီနော်ကျွဲတွေနွားတွေတက်ပြီးတော့လာပြီဟိုမှာသားဟိုဒီမှာတိုက်တော့မလို့ဆိုပြီးတော့နော်ခွေးမလို့ဆိုပြီးတော့ဒီလိုဗဇက်ကနေပြီးတော့ပြောတဲ့အခါကျတော့ရခွန်နာကအရှင်သောနာထေကနေပြီးတော့ငကိုတော့ငါတားခဲ့တာပဲမရခဲ့ဘူးခုတော့ဒုက္ခရောက်တော့မယ်နော်ငါလိုသားယဟန်မျိုးရှိနေပါရဲ့တန်းနဲ့တဲ့ဦးစင်ကြီးကွယ်လွန်သည်ရဲ့နောက်မှာမကောင်းတဲ့ဘဝကိုရောက်ရမယ်ဆိုရင်ဒါမဖြစ်သင့်ဘူးတဲ့အဲ့တော့ကောင်းရာတုကတိရောက်အောင်ငါပြုပြင်ပေးမယ်ဆိုပြီးတော့အဲ့ဒီလိုအောင်းမေးမိပြီးတော့ကျောင်းထဲမှာရှိနေတဲ့ကိုရင်တွေကိုအကုန်ခေါ်ပြီးတော့လာစားဟာကိုရင်တွေ
ကျောင်းထဲမှာရှိနေတဲ့ပန်းမင်းတွေကပန်းနေချွေးကြစမ်းဆိုပြီးတော့ပန်းနေခူးပြီးတော့ယူလာပြီးတော့ဖယားရှင်မြင်မှာပန်းနေပူဇော်မကြမ်းမဖြစ်ပြီးတော့နေတဲ့ဟောဒီဦးစင်းကြီးကိုလည်းပဲဘာတော့ဆိုလို့ရှိရင်ဖယားရှင်မြင်မှာခေါ်လာပြီးတော့ဦးစင်းကြီးမျက်စိပွင့်ပြီးတော့ကြည်သမ်းပါဦးဦးစင်းကြီးအတွက်ဖယားပူဇော်ပြီးတော့ထားတာအဲ့ဒါပူဇော်ပြီးတော့ကြည်ညိုတဲ့စိတ်နဲ့ကြောလိုက်စမ်းပါဦးမြတ်စွာဘုရားတပည့်တော်မြတ်စွာဘုရားကိုပန်းနေနဲ့ပူဇော်ပါတယ်ဘုရားဆိုပြီးတော့ကြောလိုက်ပါဆိုပြီးတော့ဒီလိုပြောတယ်ဦးစင်းကြီးကမျက်လုံးဖွင့်ကြည့်ပန်းနေမြင်ဘုရားမြင်ပြီးတဲ့ခါကျတော့ဘုရားကိုကြောတယ်အဲ့လိုကြောတော့လေဦးစင်းတို့တရားနာပြီးသားများရခောနာကထင်လာခဲ့တဲ့မကောင်းတဲ့အာယုန်တွေကအကုန်ပြောက်သွားပြီးတော့လေဟောနတ်သားတွေနတ်သမီးတွေအာယုန်ထဲမှာမြင်လာရတယ်တဲ့နတ်ပြည်တွေမြင်လာရတယ်ရခောနာကပြောတဲ့အတိုင်းဆိုရင်ကံကပြောင်းသွားပြီနော်ကောင်းတဲ့အာယုန်ပေါ်ပြီးတော့လာတယ်ကောင်းတဲ့ဂတိနိမိတ်တွေပေါ်ပြီးတော့လာတယ်အဲကြတော့မှဦးစင်းကြီးကငါသားရဲ့ဖဲပါရဲ့လမ်းဖယ်ပေးပါရဲ့ဆိုတော့နော်ဘာဘူးလို့တော့ဦးစင်းကြီးဆိုတော့ဟောမှာတဲ့ကိုတော့မိတွေးလေးတွေလာနေကြပြီဆိုတော့နော်နတ်သမီးတွေကိုပြောတာသူ့စီကိုနတ်သမီးတွေလာနေတာအာယုန်ထဲမှာလာပြီးတော့ပေါ်တာတဲ့အဲ့တော့ကြည်စံဦးစင်းတို့တရားနာပြီးသားကြီးအာကုသိုလ်ကံနေနှိပ်ဆက်လို့ဆိုပြီးတော့မကောင်းတဲ့ဘဝရောက်သွားတော့မဲ့ပုဂ္ဂိုလ်ကိုမိမိတို့ကနေပြီးတော့ပြင်ပေးလို့မရဘူးလားရတယ်အဲ့တော့ပြင်ပေးကြဖို့လိုအပ်တယ်အဲ့တော့နာတာရှည်ယောဂဆွဲပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေမိမိတို့အကဲခတ်ပြီးတော့ကြည့်အခြေအနေများမဟမ်းဘူးဆိုလို့ရှိရင်မိမိတို့ကစွမ်းနိုင်မယ်ဆိုလို့ရှိရင်ဘေးကနေပြီးတော့တရားခွေလေးတွေဘာလေးတွေဖွင့်ပြီးတော့ပေးတရားခွေလေးတွေဘာလေးတွေဖွင့်ပြီးတော့ပေးဖို့ဆိုတာလည်းပဲဒီပုဂ္ဂိုလ်ကငကိုယ်လုံးကနေပြီးတော့တရားအလေးအလာများတဲ့ပုဂ္ဂိုလ်ဖြစ်ရင်တော့ပို့ပြီးတော့ကောင်းမှာပေါ့နော်အဲ့ဒီလုံးမမဟုတ်ဘဲနဲ့ငကိုယ်လုံးကမှတရားကိုတော်လှန်ပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်ကွယ်လွန်ကနီးမှာတရားအဖွင့်ပေးလိုက်မှပို့ပြီးတဲ့ခါကျတော့သူ့ခေါင်းလုံးထိုးပြသလိုဖြစ်မှာလေစိုးရသေးနော်အဲ့တော့မကြမ်းမာတဲ့ပုဂ္ဂိုလ်ကိုပြုစုကြတဲ့သူနာပြုတွေလိမ္မာကျွမ်းကျင်ဖို့လိုအပ်တယ်လူမမာရဲ့အနာမှာဆိုလို့ရှိရင်စိတ်မချမ်းသာစရာစကားတွေမပြောရဘူးဆေးကလည်းပဲမတောက်ဘူးနော်ပြီးတဲ့အခါကျတော့အလေးအပေါ်မစွန်တာကဘယ်နည်းရရှိပြီထမင်းမစားတာကဘယ်နည်းရရှိပြီစသည်အပြင်ဒီလိုလူမမာရဲ့ရှိကိုမြည်ပြီးတော့မပြရဘူးအဲ့တော့လူမမာစိတ်ချမ်းသာစေတတ်တဲ့စကားမျိုးတွေကိုပဲပြောပြီးတော့ပေးရမယ်ဘယ်တော့ကတန်ဃာတော်ရှင်သူမြတ်တွေဆုံးဆက်ကပ်ခဲ့တယ်ဘယ်တော့ကအလှူဒန်းတွေလှူဒန်းခဲ့တယ်စသည်အပြင်ကုသိုလ်ဖြစ်မဲ့စကားလုံးတွေပဲပြောပြီးတော့ပေးရနေ့စဉ်ဖရာတို့ဘာတို့စီမီပူဇော်ပြီးတော့အမေအတွက်တမဲဖရာစီမီပူဇော်ပြီးတော့ထားတယ်ပန်းပူဇော်ထားတယ်ရေချမ်းလှူထားတယ်အမေကြည်ညိုလိုက်ပါအောင်အဖေကြည်ညိုလိုက်ပါအောင်စသည်အပြင်ဒီလိုပြောပြီးတော့ပေးရမယ်အဲ့လိုပေးလိုက်မှာကုသိုလ်အာယုန်လေးတွေရပြီးတော့ကောင်းရာဒုက္ခတိကိုရောက်သွားမှာအဲ့တော့ဦးဇင်းတို့တရားနာပြည်သားများတခါတရားကြတော့ရခောနာပြစ်ကပြောခဲ့တဲ့အတိုင်းအနိနာမှာရှိပြီးတော့နေကြတဲ့လူမမာမှုကြတဲ့ပုံကိုယ်တွေကမလိမ္မာမကျွမ်းကျင်ကြဘူးအဲ့ဒီလိုမဟုတ်တဲ့စကားတွေပြောကြတယ်တခါတရားကြတော့သားတွေသမီးတွေကဦးဇင်းတို့တရားနာပြည်သားများမျက်ရည်ရှုံနဲ့သွားကြတယ်ဟောမှာအမေကမသေးသေးဘူးအဖေကမသေးသေးဘူးတရှုံလောက်ကြတယ်ဆိုရင်သွားရမယ့်ပုံကိုစိတ်ဖြောင်းမှာမလားမဖြောင်းနိုင်ဘူးဒါကြောင့်မို့လူမမာနသွားပြီဆိုရင်တတ်နိုင်သမျှတောကကိုသိမ့်ပြီးတော့ငိုတန်ရှိုက်တန်မထွက်အောင်တတိထားရမယ်ဗဇက်ကထွက်ပေါ်လာတဲ့စကားတန်ကြီးလင်းထွက်လာအောင်ဂရုစိုက်ရမယ်ငိုတန်မာကြီးမဖြစ်စေရဘူးနော်အဲ့လိုဆိုလို့ရင်ငိုတန်မာကြီးနဲ့ဆိုရင်ဟိုကပုဂ္ဂိုလ်ကဘယ်စိတ်ချမ်းသာပါတော့မလဲနော်မကောင်းတဲ့ဘဝတွေကိုရောက်သွားနိုင်တယ်ဒီလိုသိရမှာပေါ့အဲ့တော့ကွယ်လွန်ကနီးမှာဆိုရင်တန်ဃာတော်ရှင်သူမြတ်တွေကိုပင်းပြီးတော့စွန်ဆက်ကတာမျိုးသင်္ကန်းကတာမျိုးပရိတ်တရားနာကြတာမျိုးဒါမျိုးတွေကိုသားတွေသမီးတွေကကျေးဇူးတည်တတ်တဲ့သားတွေသမီးတွေကစီမံဆောင်ရွက်ပြီးဖို့လိုအပ်တယ်ကုသိုလ်ရသွားအောင်အဲ့လိုဆိုရင်ကွယ်လွန်ကနီးမှာလှုပ်ပေးလိုက်မယ်ဆိုရင်ရခွန်းနာကပြောခဲ့တဲ့အတိုင်းအာတန်နကံလည်းပဲမဖြစ်သွားနိုင်ဘူးလားဖြစ်သွားနိုင်တာပေါ့နောက်ဘဝမှာကောင်းရာဒုက္ခတိရောက်သွားတယ်အဲ့တော့မကောင်းတဲ့အာယုန်တွေထင်နေတာတောင်မှပြုပြင်ပြီးတော့ပေးလိုက်မယ်ဆိုရင်ကောင်းရာဒုက္ခတိရောက်နိုင်သေးတယ်ဆိုတာ
ဒီလိုသိရမှာရတဲ့ရွာတွေကနေပြီးတော့တခါရှိတတ်တယ်လူမမာမေးဆိုတာရှိတတ်တယ်လူမမာမေးကြတဲ့ပုံကိုယ်တွေကဘလို့သွားမေးတော့ဆိုရင်စားစရာတောက်စရာမုံပဲသေးသားလေးယူပြီးတော့လူမမာအိမ်သွားကြသွားပြီးတော့ဘာလုပ်ကြတော့ဆိုရင်ထိုင်ပြီးတော့စကားတွေပြောကြတယ်ရရေးရွာရေးကိစ္စတွေပြောကြတယ်နိုင်ငံရေးကိစ္စတွေပြောကြတယ်ဘာကိစ္စညာကိစ္စတွေပြောကြတယ်ဟိုမှာလူမမာမြန်ဦးဇင်းတို့တရားနာပိတတ်တွေမေ့မျောနေလို့မကြားဘူးများအောင်းမေ့မနေနဲ့နော်ကြားတယ်အဲ့ဒီကြားနေတဲ့အာယုံနောက်เสียရရေးရွာရေးကိစ္စတွေလူမှုရေးရာကိစ္စတွေနိုင်ငံရေးကိစ္စတွေဒါတွေများကြားပြီးတော့အာယုံနောက်ပြီးတော့ကွယ်လွန်သွားမယ်ဆိုရင်ကောင်းရာသူတိရောက်ပါအောင်မလားမရောက်ဘူးဦးဇင်းတို့စကိုင်းမှာအနောက်ပရကမဆရာတော်ကြီးဆိုတာရှိခဲ့ဘူးတယ်သူကသူ့ရဲ့တူကိုမေးတယ်ဘယ်နဲ့လဲတဲ့မင်းတို့ရွာလူမမာသွားမေးတော့ဘလို့မြတ်မေးကြတော့ဒီလိုပါပဲဗျာစားစရာတောက်စရာလေးမုံပဲသေးသားလေးယူသွားပြီးတော့လူမမာအိမ်သွားပြီးတော့နော်စကားပြောပြီးတော့ပြန်လာခဲ့ကြတာပါပဲဗျာမင်းတို့ဟာကွာတဲ့အဲ့ဒါလူမမာသွားမေးတာမှမဟုတ်ဘဲနဲ့တဲ့ဒီလူမမာဘယ်တော့သေမလဲဆိုပြီးတော့သွားပြီးတော့ကြည်ကြတာဟုတ်စားပဲတဲ့နော်အဲ့တော့လူမမာသွားပြီးတော့မေးကြတဲ့ပုံကိုယ်ကြီးဆိုတာလည်းပဲဦးဇင်းတို့တရားနာပိတတ်ရေလူမမာနာမှာခေါနာကလို့အာယုံနောက်เสียစကားတွေမပြောရဘူးကုသိုလ်ဖြစ်เสียစကားမျိုးကိုပဲပြောတင်တယ်ဟလားဖရာစကားတရားစကားဒါမျိုးကိုပဲပြောတင်တယ်ဆိုပြီးတော့ဒီလိုသိကြရမယ်ရခေါနာကပြောခဲ့တယ်အရှင်သောနာရဲ့ခမဲတော်ကြီးခမဲတော်ဦးစင်းကြီးမကောင်းတဲ့အာယုန်တွေပေါ်ပြီးတော့နေရာကနေပြီးတော့လိမ္မာကျွမ်းကျင်တဲ့သားယဟန်ကနေပြီးတော့ပြုတ်ပြင်ပြီးတော့ပေးလိုက်တော့ကောင်းရာသူကတိကိုရောက်မသွားဘူးလားရောက်သွားတယ်သူ့ရဲ့ပြောင်းမြန်ဦးစင်းတို့တရားနာပိတတ်ရဖြစ်နိုင်သေးတယ်ကောင်းတဲ့အာယုန်တွေပေါ်နေတဲ့ပုံကိုတောင်းမှပြုစုတဲ့ပုံကိုယ်တွေမလိမ္မာဘူးဆိုရင်မကောင်းတဲ့အာယုံပဲပြောင်းသွားပြီးတော့မကောင်းတဲ့ဘဝကိုရောက်သွားနိုင်တယ်အမရဗုဒ္ဓမဟာကန္တာဝဆရာတော်ဖရာသူ့တရားထဲမှာမကြမကြာဟောပြီးတော့နေတယ်ဇာတ်ကြောင်းလေးတစ်ခုရှိတယ်အမရဗုဒ္ဓမြို့မှာဒါယကမကြီးတယောက်ရှိကျောင်းတက္ကမကြီးတယောက်ရှိသူကအထူးအပြင်ကုသိုလ်တွေဘာကုသိုလ်တွေပြုတော့ဆိုတော့ရေကုသိုလ်ပြုတယ်ရေအိုးစင်တွေလုံးပြီးတော့နော်ရေတွေများများထည့်ပြီးတော့လှူဒန်းတယ်သူလှူနိုင်တဲ့နေရာတွေမှာလည်းပဲလှူဒန်းတယ်သူမလှူနိုင်တဲ့နေရာသူသွားပြီးတော့မထည့်နိုင်တဲ့ပုံကိုယ်တွေနေရာမှာဆိုလို့ရှိရင်ဒီပြင်ပုံကိုယ်တွေလှုပ်ပြီးတဲ့ခိုက်တော့ရေတွေပါတွေဖြည့်ပြီးတော့လှူဒန်းတယ်သူ့ကိုခေါ်ကြတာကျောင်းမာကြီးလို့ခေါ်ကြတယ်ရေချမ်းတက္ကမကြီးဆိုပြီးတော့ဒီလိုခေါ်ကြတယ်တဲ့အဲ့ဒီလိုပုံစံမျိုးနဲ့အမရပူရမြို့မှာထင်ရှားပြီးတော့နေတဲ့တက္ကမကြီးကွယ်လွန်သွားကွယ်လွန်ပြီးတော့သွားတော့ထုံးစံအတိုင်းပေါ့လေသားတွေသမီးတွေဆွေမျိုးသားချင်းတွေတုတ်တန်မှာအလှူဒါနတွေပြုအမြအတမ်းတွေပေးဝေကြဒီနောက်ကျတော့ရက်တို့ဘာတို့လဲတဲ့ခါကျတော့လည်းပဲပင့်ပြီးတဲ့ခါကျတော့ဆရာတော်တန်ဃာတော်တွေကိုပင့်ပြီးတော့အလှူဒန်းတွေလှူဒန်းကြအဲ့ဒါနဲ့ဆရာတော်ကသူကိုးကွယ်တဲ့ဆရာတော်ကတက္ကမကြီးရဲ့ရက်လေဆိုပြီးတော့စွန်းတရားဟောပြီးတော့တောင်တမန်တရားကနေပြီးတော့ပြန်ပြီးတော့လာတော်တော်လေးလည်းပဲရောက်ရောနောက်ကနေပြီးတော့တက္ကမကြီးကခေါ်တယ်တဲ့ဆရာတော်ဖရာဆရာတော်ဖရာဟာဒါဒုတက္ကမကြီးအတန်ပါလားတက္ကမကြီးဘယ်ရောက်နေတာတော့ဘယ်ဘဝရောက်နေတာတော့ဆိုအရှင်ဖရာမပြောပါနဲ့တော့ဖရာတဲ့တပည့်တော်မှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ကုသိုလ်တွေရှိနေပါရဲ့တန်းနဲ့ကွယ်လွန်ငါနီးအခါကာလတုန်းကတဲ့သားတွေသမီးတွေကမျက်ရည်ဆက်လက်နဲ့တရှုံရှုံနဲ့ငိုကြတော့တပည့်တော်စိတ်မဖြောင့်ဘူးဖရာတဲ့အဲ့ဒီပုံစံနဲ့ကွယ်လွန်ခဲ့တော့တစေဘဝရောက်ရပါတယ်ဖရာတဲ့ဘယ်ရောက်ရတော့ကြည်သန့်နော်ကုသိုလ်ရှိနေတဲ့ပုဂ္ဂိုလ်တောင်မှသားတွေသမီးတွေမလိမ်မာတော့မကောင်းတဲ့ဘဝမရောက်ရဘူးလားရောက်ရတယ်မကောင်းတဲ့ဘဝရောက်ရတစေဘဝရောက်ရပါတယ်ဖေဟာဒါဆိုလို့ရှိရင်တက္ကမကြီးတဲ့
Dagamaji Quelonga, Totama, a Ludani Ludan Bido, Amia Adam Bewidari, Tarumo Kobula, Meabula. Ashembea, Eridonga, the Vido, Matila Babupia, the Babulo Solution, Divoa Yaularo, Divega, the Siriga, no? Yedagon down Piosia Gone, Dwaya also Bido, the Vido, Nyako, Dwaya, the Erajamo. Though Dama, a Lu Adam Ludan Bido, Amia Adam Bewida, the Vido, Matila Babupia, the Taru Level Macolaya Babu. Era Uzino Diana Pita, Yehubeka, the Siriga Leveno. Chana de Bogomia, Joa de Bogomia, Guelombi de Cairo, Truboamia, Boadumia, Yaula, Viso, Mia Machoya, also Bido, Dilu Level, Les Ates, Ralevetatia, no? Yedagon down Piosia Gone, so Bido, do Tarumokoya, Yabido Kodwajara, no? Era Piosia Gone, so Bido, Kodwalomo, Divido, Light Wire. A Ludan Luda level Madila Yabuta level Macolaya Babu. Dinero a Shimpea, Yelle Swan, Deahora, who level Divido, Najaya Bare, Divido, Tadu, Numorana level Puya Bare, Divido, Gonya Moya, Boago, Yaudom Hava, so Bido, Tilo Pio, Bido, a Tampiatare. Aero Piojinaga. Hori Dagamaji, a Londia Gudu can Gong Luda, no, Conne Laupe, Macong Nebuama, Yawa, Hala. Aero Piojinaga, Tigaga, Lumamana, Nija de Bogori, Malima Majuanjimu, Solosi, Gudu can Gong ni de Bogori Dama, Macong Nebuama, Yanemla, Xiao Nine. Aero Lima Juanjim Solosi, Yakonaga Lu. Moso Tangam Yoga Nebido, Tingan, old Lade. Uzinilo Macaone Bawa Yaya Madama Mimiroga Nebido, Pubin Bido, Pela Meso in Koya Tukudi Mayapula, Xiao Yare, Sra, Dinina, Uzinga, Pioje Nagaro, Adhababe, no? Logama Now Boago Yapo, so Bido, a Jew pacing, a swapping, Kansra Lim Yoshide, Quelon Ching a level Lim Yoshide. Quelonia de Bogorima Solosin, Can Ayon, Camani me Ayon, Catini me Ayon, Titum Murega, Tamu Tempimac, Quelone. Aitaga Nebido, Macone, Ione, Tembido, Quelome Solosin, Macone Poa, Yaujayama. Gaune Ione, Tembido, Quelome so in Gaune Poa, Yaujayama. Macone Ione, Tembido, Quelum, Nome Bogorima Solosin leve. Mimiroga Lima Panaswa, Pubin Bido, Pela Meso in Gonya Boago, Yaudwa Nine. Gaune Ione Timin Tini Doleve, Malima Mapana Busoloshi, Uzino Diana Pida, Macone Boa, Yaudwa Nine, Srata Atika, Piojina, no? La Jambo, Luma Marimia, O Apienta, Nimacon Pibido Nide, so in Tari, the Medica, Mati no Nane, Amwe Downari, loading, huh? Malo demu, no? Lumama Shiga Nebido, Dananita, Bido, no? Amwe Zagari, Piojara, the young net, the young Pijara, Damuriha, Lone Wat, Mapitemu, so Bido, Adago Uzino, a Diga Piojamare, Mimidoha, Uzino, Diana, Pita, Tatuiha, Pawa, Pilamo, my shop, Bido, Nijara. Pawa Pina mo Yabido, Nijare Bogoria Solojin, Hobe, Panwin Arome, and the Tama, Bobido, a Jide, Diga Nebido, Chitalanli, Madora Nedipane, Hobe, my Chole, Bido, Doyameso in Gongmala, Magamu, Dajambo, Pawa, Niwin Jane Gongmu, Sobido, Pawa, now so a chema, Pupin Tapo Sobido, Uzinoga, Diago, Hojaya, Jim Pipare, Dajambo, Pupin Nanyapa, say, Sobido, Taitonia Neve. Tininya Dea Shanajaya, no? Damo the Dam Betawa Isa, we done the Bandamuhadam Azara Marandi Diba won Neva Nayan Dutado Isa the town Yagones and Agu Yadutaya, Dodalin Lazan de Yaninya Yaula Mingala Kakala Damayanai Damo the Dam Loba Dodam Moa Seda Kim Yauchi Pawa Niwin Jane Gongzivo, Lusore, Deyaji Sego,
ဗိတဝဝန္တာရွှင်မြတောက်ကြရာနာကြရအကုန်သောကြောင့်ဝိတံတပံပူဇာညင်နောက်ကိလေသာအစိတ်အတောက်ဟူသည်မြသည်လမဝတံလမဝတုပိန်ကြဘတွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောက်ပေးမရောက်အောင်ပဲဖြောင်းအပ်ပါစေတည်းအာဇရာမရံဟောခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘာဝံကိလေသာဟုအဘုခတိအငြိညာစိဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်လို့ခေါ်အေမျိုးတော်သို့သာတော်တရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်ပရိသတ်များတို့သည်ယန္တုပါရမီစင်စဉ်မြင့်ထမြင်၍မလင့်ပုံသေးဆိုင်ရောက်တော်မူနိုင်ကြပါစေကုန်တည်းယူတည်သောလျှောက်ထားအပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာ9ရက်9လ2013ယနေ့ညစပူသီရိဗိမာန်တော်ကြီးတွင်သာသနာမမကအဖွဲ့မှကြီးမှု၍ဒုတိယအကြိမ်မြောက်ဆင်ကျင်းပပါသောတုဒ္ဓဗုဒ္ဓဒုတိယဝယ်ဒုတိယညတွင်တရားဒေသနာတော်များကိုဟောကြားတော်မူသောတိပိဋကဒရဓမ္မဗန္ဓာဂါရိကဗဒ္ဒနာအဘိဇာတာပိဝန္တဆရာတော်အားတရားဝဲမတည်လူရှင်နှင့်တရားနာပရိသတ်တို့မှကပ္ပိယထံသို့အောက်ပါတိုင်းလှူဒန်းကြပါမည်ရှင်ဗျာအလှူတော်ငွေများကိုလက်ခံပေးနိုင်ပါရန်ကပ္ပိယဖြစ်သူသာသနာမမကအဖွဲ့မှဦးမြင့်သိန်းအားဖိတ်မှန်တကားပြုအပ်ပါလေရှင်ယနေ့ညဤတရားဝဲမတီလူရှင်အဖိုးဖွားမိဘဆရာသမားဇနီးနှင့်ညီမတို့အားရည်စူး၍ဦးမြတောင်ခစ်တရားပုံနှိပ်တိုက်မိသားစုဗဘဲတန်းမြို့နယ်ရန်ကုန်မြို့မှာဓမ္မပူဇာလူတော်ငွေ3သိန်းကျပ်ဒေါ်ဆန်းဆန်းမေမဟာမြိုင်မိသားစုဖုန်ကြီးလန်းရန်ကုန်မြို့မှာဓမ္မပူဇာလူတော်ငွေ3သိန်းကျပ်ဦးစိုးမြင့်ဦးသိန်းမြင့်ဦးတန်းမြင့်ဆေးဆိုင်မင်္ဂလာဈေးမှာအလူတော်ငွေ3000ကျပ်မင်းစရီကုမ္ပဏီလီမိတက်မင်းစရီအထက်ချုပ်စက်ရုံမိသားစုမှာအလူတော်ငွေ3သိန်းကျပ်အားလှူဒန်းပေးပါရန်မတီလူရှင်အားဖိတ်ခေါ်အပ်ပါတယ်ယနေ့ည9ရက်သားသမီးတရားနာပရိသတ်တို့၏လူတော်ငွေ3,56,000ကျပ်အပါဝင်မတီလူရှင်မှလှူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးအနန္တ၅ပါးဥထိတ်ထား၍ဦးမမင်းထွေးဒေါ်တက်တက်ဦးသမီးမို့မို့ဟန်ကျော်တာဖြိုးဟင်းကျော်ဥတ္တရထွန်းကုမ္ပဏီမိသားစုသူဝနရန်ကုန်မှအလူတော်ငွေ2သိန်းကျပ်အားလှူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်တာဒူတာဆက်လက်ပြီးဦးတင်ဆန်းဒေါ်အောင်မလွင်ဒေါက်တာရဲသားဒေါက်တာရဲတီဟာကျော်သမီးဒေါက်တာယူဝတင်သားမောင်ပြည့်ဖြိုးတင်မိသားစုမှအလူတော်ငွေ3သိန်းကျပ်အားလှူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ကိုစားကတ်လူပေးရန်လည်းဖြစ်ပါတယ်ရှင်တာဒူတာဒူတာဒူအနန္တ၅ပါးဥထိတ်ထား၍မိဘရိတ်ဓမ္မယန္နာဗိမာန်တောင်းကလာပမြို့နယ်တွင်သတင်း3ရက်ရှိသောသာသနာမိခင်ဒေါ်ပညာစာရီမှတီရူဆရာတော်ဘုရားကြီးဟောကြားတော်မူသောရွှေတကုံဘုရားသမိုင်းပစ္စည်းတွေနှင့်ရွှေပြည်တန်ဆေးတို့အားလှူဒန်းပေးရန်ဖိတ်ခေါ်အပ်ပါသည်ဆရာတော်ဘုရားထံသို့ကိုယ်တိုင်ကိုယ်ကျလှူဒန်းပေးရန်ဖြစ်ပါသည်တာယနေ့ညစုစုပေါင်း
ဓမ္မဗုဇာလူတော်ငွေများမှာ13သိန်း86,000ကျပ်ဖြစ်ပါ၍တာရုခေါ်ဆိုကြပါကုန်စို့ရှင်သာဓုသာဓုမှန်လားပါဗျာယနေ့ပြုလုပ်လူတန်းကြပါတော့ကောင်းမှုကုသိုလ်ဖို့စုတို့အားများတတဝါများထတ်တူညီများရကြစေ၍အမြတ်တမ်းပေးဝေတာရုအနုမောနာခေါ်ဆိုနိုင်ရန်အတွက်ဆရာတော်ဘုရားမှကြီးမြောက်ပေးသနာတော်မူပါယံယူသေးစွာလျှောက်ထားအပ်ပါသည်ဆရာတော်ရှင်သူမြတ်ဘုရားအားလုံးလိုက်ဆိုလိုက်ကြရအောင်အရှင်ဖယားဖယားတပိတော်တပိတော်မတို့ဤဒုတိယအကျိသဗုတိရိဗိမာန်တော်ကြီး၌သာသနာမမကအဖွဲကကြီးမှု၍ဆင်ရင်အပ်သောတုတ္တဗုဒ္ဓဓမ္မသဘင်ဝေလူတန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တရားဓမ္မနာကြားရသောဓမ္မတဝနာကုသိုလ်တရားပွဲကြီးဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရသောဝေယဝိသကုသိုလ်ထိုထိုပေါင်းစုမြတ်ကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေသာဤကောင်းမှုဤအဖို့ဘာကကိုဤဘဝရှိဘဝတောစကြကုန်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးညာတိမိတ်သင်္ဃအပါအဆောင်အရှာနတ်ဒေဝအပါဤနေယာဤဌာန၌ရှိကြကုန်သောမြင်အမမြင်အတတဝအပါငရေတနေရှမမင်းနတ်တို့တနေတရားမင်းနှင့်တကွာ30ဘောကျင်လေကုန်သောလုံးစုံများစွာတတဝမှန်သမျှအနန္တတို့အားမြဝေပါကုန်၏မြဝေပါကုန်၏မြဝေပါကုန်၏ခတ်သိမ်းကုန်သောတတဝါတို့သည်ကုသိုလ်အမြတ်ရှားရှိကြ၍နေရောညင့်မှာအခါခတ်သိကိုယ်စိတ်နှဖျားချမ်းသာဒုက္ခရရှိကြသည်ဖြေကြပါစေကုန်သော
သက်ရှိကြမှာစိတ်ချမ်းသာလို့လိုရဆန္ဒပြေဝကြပါစေ